Type 2ကုညီဖေးမတတ်သူ Type 2ကိုရီကိုသွေးဇယိုက်လက္ခဏာရှိတဲ့သူတွေဟာအလေးကျူးပြုတတ်တဲ့စိတ်နဲ့ကုညီတတ်ဖေးမတတ်တဲ့သူတွေဖြစ်တယ်။အခက်အခဲကိုကုညီဖြေရှင်းပေးတတ်သူတွေဖြစ်တယ်။လူမှုဆက်ဆံရေးကိုအထူးဦးစားပေးတတ်သူတွေဖြစ်ပါတယ်။ချစ်တာခင်တာကိုစိတ်ထဲမှာရှိသမျှထုတ်ဖော်ပြသတတ်သူတွေဖြစ်တယ်။နှမျောခြင်းတွန့်နှုံခြင်းမရှိတတ်ကြဘူး။ရက်ရောတတ်သူတွေဖြစ်ကြပါတယ်။လူတွေကြည်နပ်အောင်ပြောဆိုလုပ်ကင်ပေးသူတွေလည်းဖြစ်ပါတယ်။ပိုင်ဆိုးခြင်းတတ်သူလွှမ်းမိုးခြင်းတတ်သူတွေလည်းဖြစ်တယ်လို့အကျမ်းအပြင်သဘောပေါက်ထားလို့ရပါတယ်။ရေဘူးရအပြင်2s တွေဟာကျူးဆိုင်တတ်တဲ့သူတစ်ပါးရဲ့အခက်အခဲတွေဒုက္ခတွေကိုကုညီဖြေရှင်းပေးတတ်တယ်။ပြည်လေအောင်တတ်တာရအောင်လုပ်ပေးတတ်တယ်။ကျူးစုပေးတတ်တယ်။စောင့်ရှောက်ပေးတတ်တယ်။သူတို့ဟာဂိယူနာကြီးတယ်ကျင်နာသနာတတ်တယ်။တခြားသူတယောက်ဖြစ်နေတာကိုဖြစ်နေသလိုသူ့နေရာမှာဝင်ပြီးခံစားပေးနိုင်တတ်တယ်။ထက်တူဝေမျှခံစားပေးနိုင်စွမ်းရှိတယ်။နွေနွေထွေထွေပြုတ်မှုနေထိုင်တတ်ပြီးနွေနွေထွေထွေစကားလေးတွေနဲ့ပြောဆိုဆက်ဆံတတ်တယ်။သူတစ်ပါးဘာတွေခံစားနေရမလဲသူတစ်ပါးဘာတွေလိုအပ်နေမလဲဆိုတာအရေးတယူတွေးတတ်တယ်။သူတစ်ပါးကိစ္စသူတစ်ပါးအရေးကိုဂရုတစိုက်ရှိတတ်တယ်။ကျေးဇူးသိတတ်တယ်။တစ်ဖက်သားရဲ့တန်မိုးကိုသိနာလေတယ်။တန်မိုးထားတတ်တယ်ရက်ရော်တတ်တယ်နှမျောတွန့်တွန့်ကြီးမရှိတတ်ဘူး။သူတစ်ပါးရဲ့လိုအပ်ချက်ကိုဦးစားပေးတတ်တယ်။လူတွေကိုထိတွေ့ပွေ့ပိုက်တတ်တယ်။မျက်နှိုးတွေ့တာတတ်တယ်။ကောင်းမွန်တဲ့စိတ်ကောင်းစေတနာကောင်းရှိတယ်။ဖြူစင်တဲ့စိတ်ရင်းစေတနာရှိတယ်။ရင်ထဲမှာရှိတဲ့ချစ်ခင်မှုကျင်နာမှုတနာယူနာဖြစ်မှုတွေကိုကိုယ်အမှုရာနှုတ်အမှုရာနဲ့ထုတ်ဖော်ပြသတတ်တဲ့သူတွေဖြစ်ကြပါတယ်။2s တွေပြဿနာရှိနိုင်သောအခြေအနေ 2s တွေဟာလူတွေကိုလွန်ကဲအကူအညီပေးခြင်းတဲ့အခါပြဿနာဖြစ်လာတတ်ပါတယ်။လူတွေကသူတို့ကိုကျေနပ်အောင်ဆိုပြီးအလွန်အကျွံလိုက်လုပ်ပေးတတ်တယ်။ငါလုပ်ပေးတာကိုကျေနပ်ပါမလားဆိုပြီးတော့လေသောကတွေများနေတတ်တယ်။မြောက်ပင့်ပြောဆိုတတ်တဲ့သူတစ်ပါးကိုစိတ်ချမ်းသာစေခြင်းလို့ဆိုပြီးသူတစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုမြောက်ပင့်ပြောတတ်တယ်။ကိုချစ်အောင်နှစ်သက်အောင်ဆိုပြီးတော့လေသူများအကြိုက်ကိုလိုက်ပြောပေးတတ်တယ်။တစ်ဖက်သားကမနှိမ့်မြို့လောက်အောင်တွေ့ကပ်နေတတ်တယ်။ဆိုရင်သောကတွေနဲ့ပူပန်နေတဲ့စိတ်တွေများတယ်။ပိုင်ဆိုးပိုင်နေသဘောထားတတ်တယ်။သူ့ကိုငါပိုင်နေလို့သဘောထားတတ်တယ်။မချစ်ပဲနဲ့ချစ်ဟန်ဆောင်နေအထင်မကြီးပဲနဲ့အထင်ကြီးဟန်ဆောင်နေတိတ်တော်တာပဲဆိုပြီးပါဇက်ကချီးမွမ်းနေပြီမယ်သူတို့စိတ်ထဲကတော့သူတို့ခုလိုပြောနေတာဟာမဟုတ်ပါဘူးမမှန်ပါဘူးဆိုတာသိနေအဲ့ဒီလိုမယိုးဖြောင်းတော့ဘူးစိတ်စေတနာမှန်ကန်မှုမရှိတော့ဘူးဆိုတာတွေဖြစ်လာရင်သူတို့မှာပြဿနာရှိလာပါတယ်လူတွေကသူတို့ကိုချစ်အောင်စိတ်ဝင်စားအောင်ဆိုပြီးဆွဲဆောင်တတ်တယ်ချစ်စပွဲဟန်ပန်အမှုရာလေးတွေအပြိုးလေးတွေနဲ့သူတို့လိုချင်တာကိုလိုက်ရောလာအောင်သူတို့လိုချင်တာကိုတစ်ဖက်ကလိုက်လို့ချင်လာအောင်သွေးဆောင်တတ်တယ်ကိုအရေးပါအရာရောက်တဲ့သူဖြစ်ချင်တယ်ကိုလည်းလှည့်စားတတ်တယ်တကယ်မချစ်ပဲနဲ့ချစ်နေတယ်လို့ထင်တတ်တယ်တကယ်မပျော်ပဲနဲ့ပျော်နေတယ်လို့ထင်တတ်တယ်ဒီလိုစိတ်တွေဖြစ်လာတဲ့အခါ 2s တွေမှာပြဿနာရှိလာပါတယ်အကောင်းဆုံးအခြေအနေ 2s တွေဟာသူတို့ရဲ့အကောင်းဆုံးအခြေအနေမှာသူတို့ဟာသူတစ်ပါးကိုအားပေးတတ်တယ်အရေးချင်းတွေမြင့်လာအောင်အရေးသွေးတွေတက်လာအောင်လုပ်ပေးတတ်တယ်သူတစ်ပါးကိုချစ်တဲ့ခင်တတ်တဲ့ကိုစိတ်ချမ်းသာအောင်ကိုချမ်းသာအောင်ထားတတ်တယ်ကိုစိတ်ချမ်းသာကိုချမ်းသာဖြစ်နေအောင်လုပ်တတ်တယ်စေတနာခိုင်မြဲတယ်သဘောထားခိုင်မြဲတယ်အခုချစ်တော့ကြမချစ်အခုစေတနာရှိတော့ကြစေတနာမရှိမဟုတ်ဘူးကြည်လင်ရှင်ပြတယ်မထောင်လွှားဘူးမာနနှိမ့်ချပြီးနေတတ်တယ်မာနမကြီးတတ်ဘူးခွင့်လွတ်တတ်တယ်အကောင်းဆုံးအခြေအနေရှိနေတဲ့ 2s တွေဟာသူတို့ကိုကြည်လိုက်ရင်စက်တည်ရှိနေတယ်တင့်တယ်နေတယ်ခံညားနေတယ်မူညီမှုလည်းရှိတယ်ကိုအမှုရာနှုတ်အမှုရာယဉ်ကျေးတယ်သူတစ်ပါးကိုလေးစားတတ်တဲ့အကောင်းဆုံးအဆင့်မှာ 2s တွေဟာချစ်စရာကောင်းတဲ့ကိုနှုတ်နှလုံးရှိတဲ့သူတွေဖြစ်လာပါတယ်ဂိယူနာတရားကြီးမားတဲ့သူတွေဖြစ်လာကြပါတယ်ဒီအခြေအနေဟာ 2s တွေရဲ့အကောင်းဆုံးအခြေအနေဖြစ်ပါတယ် 2s မှန်သိတာစီသောအချက်များ 2s တွေဟာလူတွေကသူတို့ကိုချစ်စေခြင်းနဲ့အချစ်ခံခြင်းစိတ်အင်မတန်ပြင်းပြတယ်အချစ်ခံလို့တဲ့ဆန္ဒပြင်းပြမှုရှိတယ်ဆိုတဲ့နေရာမှာ 2s တွေဟာစံပြပါပဲဒါအပြင်လူများနဲ့ဆက်ဆံတဲ့အခါမှာလေလိုက်လင်းမှုရှိတဲ့နေရာမှာစံပြပါပဲသူတို့ဟာဒီကဘာကြီးပေါ်မှာကောင်းကျိုးချမ်းသာနဲ့မေတ္တာတရားတွေထွက်ပေါ်လာတဲ့ဆဲရည်ထွက်ပေါက်ကြီးလိုဖြစ်နေတာလေစံပြပါပဲ 2s တွေဟာ type 9ခုရှိတဲ့အထဲမှာလူတွေကိုအများဆုံးအာရုံပြုတဲ့သူတွေပါလို့လွယ်လွယ်ပြောနိုင်ပါတယ်ဒါကိုဟုတ်ပါရဲ့လားလို့စဉ်းစားနေကြတော့မလိုပါဘူးသူတို့ဟာတခြားသူတွေရဲ့အတိတ်ပဲရှိအပေးအယူဆက်ဆံရေးကိုလုပ်နိုင်တဲ့အခါမှာအများဆုံးစိတ်ကြည်နပ်မှုရကြပါတယ်စိတ်ချမ်းသာမှုနဲ့ရကြပါတယ် 2s တွေဟာအားလုံးထဲမှာဆက်ဆံရေးကိုအထူးအလေးထား
အာယုံစိုက်တဲ့သူတွေဖြစ်နေကြပါတယ်။သူတို့ဟာသူတို့ဘွားထဲမှာရှိတဲ့ကောင်းတာတွေကိုမျှဝေခြင်းနဲ့သူတို့ရဲ့အလေးကျပြုတတ်တဲ့စိတ်နဲ့ပြုစုစောင့်ရှောက်ခြင်းတဲ့စိတ်ကိုအသုံးပြုပြီးလူတွေကိုအထောက်အပံ့အကူအညီပေးရတာကိုအလွန်ပျော်မွေ့တယ်။အလွန်ပျော်ပိုက်တယ်။ပျော်စရာကိုသူတို့အဲ့ဒီနည်းနဲ့ရှာတတ်တယ်။ကောင်းတာတွေလူများရဲ့ဘွားထဲမှာဖြစ်ပေါ်လာအောင်သူတို့စွမ်းနိုင်သလောက်သူတို့စွမ်းရှိသမျှအားထုတ်တတ်တယ်။ကလေးသူငယ်တွေနဲ့တက်ကြီးရွယ်အိုတွေကိုပြုစုဖို့ဆိုရင်ညမအိပ်ပဲနေတောင်လှုပ်တတ်တယ်။စားစရာလိုအပ်တယ်ဆိုရင်မြို့ရဲ့ဒီဘက်ဆွန်ကနေဟိုးဘက်ဆွန်ထိစားစရာတောက်စရာတွေကိုပို့ပေးတတ်တယ်။အဲ့ဒီလိုသွားရမှာကိုလည်းဝင်မလေးတတ်ဘူး။ဆေးဝါးကုသမှုရဖို့လိုတယ်ဆိုရင်လည်းအစားမအဆုံးထိတိုင်အောင်အမှန်တကယ်ရသွားသည့်အထိဆောင်ရွက်ပေးတတ်တယ်။တကယ်ကိုထိလက်ရောက်သူတစ်ပါးအကျိုးကိုလုပ်ရတော့မယ်ဆိုရင်တူးတွေဟာအဲ့ဒီနေရာမှာရောက်နေပြီးသားပဲဖြစ်နေတတ်ပါတယ်။ဒီလိုလုပ်ပေးဖို့ကိုသူတို့ရဲ့စိတ်ရောဝိညာဉ်ရောနှလုံးသားရောကိုအပြည့်အဝထည့်ထားလိုက်တယ်။တူးတွေဟာတခြားသူတွေနဲ့အဲ့ဒီသူတွေရဲ့ဘဝအဖြစ်အကြောင်းအရာအသေးစိတ်ကိုတကယ်စိတ်ဝင်စားသိကျင်စိတ်ရှိတဲ့သူတွေဖြစ်ကြပါတယ်။သူတို့ရဲ့မိတ်ဆွေတွေတငယ်ချင်းအပေါင်းအသင်းတွေအဝေးကိုပြောင်းသွားကြတာကြာပြီဖြစ်တော့လေ။မွေးနေ့လက်ဆောင်တွေပို့ဖို့နေတူးနေမြအမှတ်တရနဲ့သတင်းကျွတ်လက်ဆောင်နှစ်တကူလက်ဆောင်တွေပို့ဖို့ကိုသတိရတတ်တယ်။ဝေးကွာသွားပေမဲ့အဆက်တွေမပြတ်အောင်နေတတ်တယ်။သတိတရားရှိနေတတ်ပါတယ်။သူတို့ဟာမိတ်ဆွေတွေရဲ့အိမ်နောက်ဘက်တွေနာမည်ကိုလည်းမှတ်မိတယ်။သားသမီးတွေရဲ့နာမည်ကိုလည်းမှတ်မိတယ်။မိတ်ဆွေတွေရဲ့ခွေးလေးကြောင်လေးတွေနာမည်ကစမှတ်မိတယ်။ဒါအပြင်မိတ်ဆွေတွေဟာဘာတွေနဲ့ဓာတ်မတည့်တဲ့ဘူး။ဘာယောဂါတွေဖြစ်တတ်တယ်။မိတ်ဆွေတွေရဲ့သားသမီးတွေဟာဘဲဘာသာရက်တွေနဲ့ဘွဲရကြတယ်။စသဖြင့်အကုန်မှတ်မိနေတယ်။တူးစတွေဟာအခက်မွဲတစ်ခုပြီးဆုံးသွားတဲ့အခါပကံဆေးဖို့တန်ရှင်းရေးလုပ်ဖို့စတဲ့အောက်ခြေသိမ်းလုပ်တွေလုပ်ဖို့လေရှေ့ဆုံးကပါပဲ။ရုံးလုပ်ငန်းခွင်မှာဆိုရင်လေသူတို့စပွဲပေါ်ကပကံလုံးထဲမှာချိုချင်တွေဘူးထဲမှာစားစရာမုတ်တွေကုတ်ကီးတွေအသင့်ထည့်ထားတတ်ပါတယ်။သူတို့စားဖို့မဟုတ်ပါဘူး။သူတို့အနားကိုရောက်လာတဲ့သူတွေစားချင်ရင်ယူစားနိုင်ဖို့ပါ။သူတို့ဟာအမြဲတမ်းလို့သူများအကြောင်းတွေးနေတတ်တယ်။သူများတွေကလည်းသူတို့ကိုအကောင်းမြင်ပြီးအကောင်းတွေးဖို့ဆိုတဲ့သဘောနဲ့ကောင်းတာလေးတွေကိုလုပ်ပေးတတ်တယ်။တူးစတွေဟာဘယ်ချိန်မှပြဿနာဖြစ်တယ်လဲဆိုတော့သူတို့ဟာသူတို့ကိုယ်တိုင်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့မကြိုးစားဘဲနဲ့သူတစ်ပါးရဲ့လိုအပ်ချက်တွေကိုကြီးဖြည့်ဆည်းဖို့ဦးစားပေးတဲ့အခါမှာသူတို့ဒုက္ခရောက်တော့တယ်။ပြဿနာဖြစ်လာရတော့တယ်။သူတို့ဟာသူတို့ရဲ့လိုအပ်ချက်ဘလောက်ကြီးမားတယ်ဆိုတာကိုမသိကြိုးကြွံပြူထားတယ်။ငါအတွက်ကဒီလောက်အရေးမကြီးပါဘူး။ဟိုမှာသူများတွေအဆင်ပြေဖို့ပိုရေးကြီးပါတယ်လို့တွေးတတ်တယ်။သူတို့အဲ့ဒီလိုဖြစ်တဲ့အချိန်မှာသူတို့ဟာအကူအညီတွေကိုလိုတာထက်ပိုပြီးလုပ်ပေးမိတယ်။သူများအတွက်ဘလောက်လုပ်မယ်ကို့အတွက်ဘလောက်လုပ်မယ်ဆိုတဲ့စီးပေါင်ကိုမထားတော့ဘူး။သူ့အတွက်ကို့အတွက်မျှပြီးမစင်းစားနိုင်တော့ဘူး။အတပရမမျှတတော့ဘူး။ဘယ်နေရာမှာရက်တက်ရမယ်ဘယ်နေရာမှာကန့်တန်ထားရမယ်ဆိုတဲ့အကန့်အသတ်ကိုမသိတော့ဘူး။သူများကိစ္စတွေလုပ်ရင်းနဲ့ကို့ကိစ္စတွေမလုပ်ဖြစ်တော့ဘူးဆိုတာတွေဖြစ်လာတတ်ပါတယ်။ဒါအပြင်သူတစ်ပါးရဲ့ခံနိုင်ရရှိတဲ့နေမြေကိုလည်းမသိတော့ဘူး။သူတစ်ပါးမခံနိုင်တော့တဲ့အထိအကူအညီတွေပေးနေတတ်တယ်။သူတစ်ပါးကသူတို့အကူအညီကိုမလိုအပ်ပါဘူးအကူအညီမယူချင်ပါဘူးမလုပ်ပေးစေချင်ပါဘူးဆိုလည်းမရဘူးစေတနာတွေပူနေတတ်ပါတယ်တခြားသူတွေဟာဒူးစတွေကအကူအညီပေးလို့အကူအညီတွေနဲ့ပြီးမလုပ်တာမလူးတာဖြစ်နေတဲ့အခါအကူအညီကိုမယူတော့ပဲကန့်တန့်လိုက်တယ်အဲ့ဒီအခါမှာဒူးစတွေဟာရင်နာရတယ်ငါကအကူအညီမပေးရတော့ဘူးပေါ့သူတို့ကငါအကူအညီမလိုတော့ဘူးပေါ့ဆိုပြီးပြစ်ပယ်ခံရသလိုခံစားရတယ်ဒါဆိုရင်ဒီဆက်ဆံရေးဟာမခိုင်မြဲတော့ဘူးလိုက်လိုက်လဲလဲမဖြစ်တော့ဘူးစိတ်မချရတဲ့ပြတ်တောက်ဖို့လွယ်တဲ့ဆက်ဆံရေးဖြစ်သွားပြီလို့ခံစားရတယ်တန်မိုးတော့မခံရတော့ဘူးလို့ခံစားရတယ်သူများကသူတို့ကိုလိုလားမရှိလာဘူးလို့ထင်တဲ့အခါတနည်းအားဖြင့်သူတို့ကိုတကယ်မှလိုလားရဲ့လားလို့တန်တရားရှိတဲ့အခါမှာသူများစီကချစ်တာခင်တာရဖို့အတွက်ဆိုပြီးသူတို့ကူညီပေးတာကိုနှစ်ဆတိုးပြီးလုပ်တတ်တယ်အဲ့ဒီလိုဖြစ်လာပြီဆိုရင်သူတို့ဟာသူတစ်ပါးကြည်နဲ့အောင်လုပ်တဲ့ကိစ္စတွေမှာပိတ်မိနေပြီးတော့သူတို့ကိုသူတစ်ပါးကချစ်လာအောင်လုပ်တဲ့အလုပ်တွေဟာတဝေးလေလေနဲ့အရှင်ပူများလာတတ်ပါတယ်။အဲ့ဒီလိုခါမှာသူတို့ဟာသူများကြိုက်ဖို့ကြီးစဉ်းစားပြီးလုပ်နေတော့တယ်။ဆက်ဆံရေးဟာသူတို့ဘဝမှာအချိန်ပြည့်အလုပ်ကြီးဖြစ်လာတယ်။မိတ်ဆွေတစ်တွေတိုးအောင်လုပ်နေပြီးတော့တစ်ချိန်တည်းမှာပဲမိတ်ဆွေဟောင်းနေနဲ့လေအဆက်တွေမပြတ်အောင်လုပ်နေတယ်။လူတွေနဲ့သူတို့နဲ့ရဲ့ဆက်ဆံရေးအကြောင်းတွေကိုပြောနေတတ်တာဟာသူတို့အတွက်အရေးကြီးပြီးအကျဉ်းကြီးလိုဖြစ်နေတယ်။ငါနဲ့ဘသူနဲ့ကဘလို့ခင်တာဘသူနဲ့ကဘလောက်ရင်းနေတာဘသူနဲ့တော့အချစ်ဆုံးနေစသဖြင့်ပြောနေတတ်တယ်။အခြေရေးဘဝမိတ်ဆွေတွေနဲ့ဆက်ဆံရေးဘဝဟာသူတို့အတွက်အင်မတန်အရေးကြီးပြီးတော့အမြဲတမ်းလိုမိတ်ဆွေတငယ်ချင်းတွေနဲ့ချစ်ခင်ရင်းနှီးမှုတွေဟာစိတ်ချရတယ်။ကောင်းမွန်တဲ့လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်။ဖြောင်ဖြူးနေတယ်ပြတ်တောင်မသွားဘူးဆိုတာကိုသိကြနေဖို့မပြတ်တမ်းကြိုးစားနေတယ်။အဲ့ဒါဟာဆက်ဆံရေးမှာလုံခြုံတဲ့စိတ်မရှိလို့ဖြစ်ရတာပဲဖြစ်ပါတယ်။
သူတို့ဟာသူတို့ကိုလူအများကစိတ်ဝင်စားအောင်ချစ်အောင်လုပ်နေသူတို့ကိုသူတို့အများအတွက်အသုံးဝင်အောင်လုပ်နည်းတွေကိုရှာနေတတ်တယ်တကယ်တော့ဒီနည်းတွေကိုသူတို့မသိတာတော့မဟုတ်ပါဘူးသိပါတယ်သိပေမဲ့လည်းနီလန်အစ်စ်တွေကိုရှာနေတော့မှရှိပါသေးတယ်အညောင်းအညာပြအောင်နှိမ့်နေပေးတာလိုမျိုးဘေးတင်ဟောတာရဲတရားချေတာအကြအမြင်ဟောတာလိုမျိုးနဲ့ဓာတ်စာကူတော့အားဖြည့်ကူတော့ပါဝင်ဘလို့စားတော့ရမယ်ဆိုတဲ့အာဟာရပညာမျိုးတွေစေးမီတို့နီးတွေကိုရှာဖွေပြီးသိအောင်တက်အောင်လုပ်ထားတတ်တယ်အများအတွက်အသုံးဝင်ပြီးကိုထိလက်ရောက်အကျိုးပြုပေးနိုင်တဲ့နီးလန်းတွေကိုရှာထားတယ်အဲ့ဒီလိုလုပ်ထားပြီးတော့လူတွေကသူတို့ကိုကြည်နက်လာပြီးလူတွေရဲ့ဘဝထဲမှာနေရာပေးလာအောင်လုပ်တယ်မြောက်လုံးပင်လုံးလေးတွေနဲ့ကြည်နက်အောင်ပြောတတ်ပြီးလူတွေရဲ့ဘဝထဲမှာမရှိမဖြစ်ဖြစ်အောင်လဲလှုပ်ထားတတ်တယ်။သူတို့ဟာသူများတွေရဲ့ဘဝထဲမှာထူးထူးခြားခြား special နေရာကိုလိုချင်တယ်။အထူးခွင့်ရတစ်ခုရတဲ့အနေနဲ့သူတစ်ပါးရဲ့ဘဝထဲမှာနေရာပြီးခံရတဲ့သူဖြစ်ချင်တယ်။သူတစ်ပါးကသူတို့ကိုအရင်နှီးဆုံးမိတ်ဆွေအချစ်ဆုံးတငယ်ချင်းတွေနဲ့သဘောထားခံရတဲ့သူဖြစ်ချင်တယ်။ဘသူကိုမှမသိစေချင်တဲ့ဘသူကိုမှမပြောတဲ့စကားတွေကိုသူတို့ကိုမှရွေးပြီးပြောတယ်ဆိုတာမျိုးဖြစ်ချင်တယ်။သူတို့ကမှရွေးပြီးကိုကြီးကိုတာကိစ္စတွေတိုင်ပင်တာကိုခံရတဲ့သူဖြစ်ချင်တယ်။သူတစ်ပါးကအထူးလှုပ်ဝက်ချက်တွေကိုသူတို့ကိုရင်ဖွင့်ပြောစီချင်တယ်။လွန်ကဲကဲရင်းနှီးမှုတွေကိုသူတို့ကိုမှပေးတာမျိုးဖြစ်ချင်တယ်။ဘွာထဲမှာအပြန်လန်အထူးနေရာပေးတာကိုဖြစ်ချင်တယ်။ Tools တွေဟာသူများတွေအတွက်လုပ်ပေးရလို့ပင်မနွမ်းနေတဲ့အဆင့်ထိရောက်သွားတတ်ပါတယ်။သူများတွေကမလိုချင်တဲ့အကူအညီတွေလက်မခံချင်တဲ့အထောက်ပံ့တွေကိုသူတို့ကပေးတတ်တယ်။ဒီလိုနဲ့သူတို့ဟာသူများအတွက်နဲ့ကိုအကြီးအကျယ်အနစ်နာခံသူတွေဖြစ်လာပါတယ်။သူများရဲ့အာယုံစိုက်မှုနဲ့ချစ်ခင်မှုကိုရဖို့သူတို့ဟာတစ်ဖက်သက်ပေးဆက်တဲ့သူတွေဖြစ်လာတယ်။သူတို့ဟာဒီလိုအပြုမှုမျိုးတွေကိုအလွန်အကျွံလုံးလာတဲ့အခါမှာသူတို့လိုချင်တာနဲ့ဆန့်ကျင်ဘက်ရလက်ကိုရလာပါတယ်။အဲ့ဒါကတော့လူတွေကိုဝေးရာကိုမောင်းထုတ်သလိုဖြစ်လာတတ်တာပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာသူတို့လိုချင်တဲ့ခိုင်မြဲတဲ့ဆက်ဆံရေး strong relationship ဖြစ်လာမယ့်အစားလူတွေကိုသူတို့နဲ့ဝေးရာကိုစွန့်ခွာသွားဖို့ဖြစ်လာစေပါတော့တယ်။အကျဉ်းအပြင် tools တွေလိုချင်တာအကျဉ်းချုပ်အပြင် tools တွေဟာအချစ်ခံခြင်းနဲ့ရင်းနှီးခြင်းနဲ့သူတို့ကဘလောက်ချစ်ကြောင်းခင်ကြောင်းဘလို့ခံစားရကြောင်းပြခြင်းနဲ့ပြောခြင်းနဲ့သူတို့ကိုမရှိမဖြစ်လိုအပ်တာမျိုးကိုရခြင်းနဲ့တန်မိုးထားခံရတဲ့သူဖြစ်ခြင်းနဲ့သူတို့ကတန်မိုးထားတဲ့မိတ်ဆွေတွေမိသားစုဝင်တွေနဲ့ရင်းနှီးခြင်းနဲ့ကျွမ်းဝင်ခြင်းနဲ့လက်ပွန်းတတိနေခြင်းနဲ့သူတို့နဲ့တငယ်ချင်းမိတ်ဆွေဖြစ်လာနိုင်ခြင်းရှိတဲ့သူကိုတွေးရရင်ဖြစ်ဖြစ်ချစ်သူအဖို့ဖြစ်လာနိုင်ခြင်းရှိတဲ့သူကိုတွေးရရင်ဖြစ်ဖြစ်အဲ့ဒီသူကိုသူတို့ကူညီဆောင်မတတ်တယ်တခြားလူတွေကသူတို့ကိုတုံ့ပြန်ပြီးအရေးတယူလုပ်တာကိုလိုချင်တယ်သူတို့လိုချင်တဲ့ချစ်ချင်းမြတ်တာကိုရရှိပြီးနောက်ရရှိပြီးတဲ့ချစ်ချင်းမြတ်တာကိုလက်လွတ်မခံခြင်းနဲ့စိတ်နဲ့ဖမ်းထားဆုတ်ထားခြင်းနဲ့အကျဉ်းအပြင် tools တွေမလိုချင်တာ tools တွေဟာချစ်တဲ့သူတွေနဲ့အဆက်ပြတ်သွားမှာကိုမလိုချင်ဘူးပုဂ္ဂိုလ်ရေးအရေးပါမှုမရှိတဲ့ဆက်ဆံရေးမျိုးကိုမလိုချင်ဘူးပုဂ္ဂိုလ်ဆွဲမပါတဲ့အခြေအနေကိုမလိုချင်ဘူးသူတို့ကိုသူမသူဆိုပြီးပုဂ္ဂိုလ်ဆွဲဆက်ဆံတာကိုလိုချင်တယ်သူတို့အတွက်အထူး special ဆက်ဆံရေးရတာကိုကြိုက်တယ်မိတ်ဆုံစားပွဲမွေးနေ့ပွဲစတဲ့လူစုလူဝေးပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေမှာသူတို့မပါဝင်ရမှာကြောက်တယ်ခြံထားခံရတာကိုမလိုချင်ဘူးသို့မဟုတ်သူတို့ကဘာမှအကူအညီပေးကြမလို့တဲ့အခြေအနေမျိုးကိုမလိုချင်ဘူးသူတို့ကတခုခုလုပ်ပေးလို့မရတဲ့ဆက်ဆံရေးမျိုးအခြေအနေမျိုးကိုမလိုချင်ဘူးသူတို့စီကဘာမှမလိုအပ်ပါဘူးဆိုတဲ့ဖြစ်ကိုအဖြစ်မခံချင်ဘူးဖုံးကွယ်နေသောမမြင်သာသောဘတ်ချံအပေါ်ယံမြင်မှာတော့ tools တွေဟာလူအများနဲ့ဆက်ဆံရေးမှာတက်တောင့်တက်တာဖြစ်တယ်ကျွမ်းကျွမ်းကျင်ကျင်ဖြစ်တယ်လို့မြင်ရပေမဲ့သူတို့ဘဝထဲမှာရှိတဲ့လူတွေအတွက်စိတ်အားထက်သန်အောင်အားပေးနေတဲ့သူတစ်ပါးရဲ့စိတ်ခံစားချက်ကိုမြင့်တင်ပေးတဲ့မူလအရင်းမြစ်လို့ထင်ရပေမဲ့သူတို့ကိုယ်တိုင်ကတော့အဲ့ဒါကိုငတ်မွတ်နေပါတယ်သူများတွေကသူတို့ကိုမချစ်ဘူးမနှစ်သက်ဘူးလို့ခံစားနေရတယ်အဲ့ဒါဟာသူတို့အတွက်ပြင်းထန်တဲ့ခံစားချက်ပါပဲသူတို့ရဲ့ဒီခံစားချက်တွေဟာလည်းငုံနေတတ်ပါတယ်ဖုံးကွယ်ထားတတ်ပါတယ်မမြင်သာပါဘူး tools တွေဟာလူတွေကသူတို့ကိုအနားမှာရှိနေတာမလိုလားဘူးလို့ထင်မြင်တတ်တယ်လူတွေကသူတို့ကိုတကယ်ခင်တာဖြစ်နေပေမဲ့သူတို့ကတော့သူတို့ကိုတကယ်မခင်ဘူးလို့ခံစားရတယ်သူတို့မကြခဏခံစားရတာကလူအများကလက်ခံဖို့ချစ်ဖို့ဆိုရင်သူတို့ဟာထူးထူးခြားခြားကူညီမှုအားပေးမှုလုပ်နေမှသာရမယ်လို့ထင်တတ်တယ်သူတစ်ပါးကိစ္စကိုကြောင်ကြဆိုင်နေတယ်ဆိုတဲ့ပုံရိပ်ရဲ့အောက်မှာအဖော်မဲခြင်းစိတ်ဝေဒနာနဲ့လက်နဲ့ရှည်ချိုင်အထီးကျန်ခြင်းစိတ်ဆင်းရဲမှုကိုဖုံးကွယ်ထားတယ်။သူများတွေဘာတွေလိုအပ်နေတယ်လဲဆိုတာကြည့်ပြီးလှုပ်ပေးနေခြင်းအပြင်ကိုယ့်ရဲ့အထီးကျန်တဲ့ခံစားမှုကိုတတ်တာနိုင်အောင်ဖုံးနိုင်အောင်လုပ်တယ်။ကိုမေ့ထားနိုင်ဖို့သူများကိစ္စတွေမှာမြုပ်နှံထားလိုက်တယ်။ငါဒီလောက်ကူညီထားရင်ငါ့ကိုချစ်ကြမှာပါလို့တွေးတယ်။အဲ့ဒီလိုသူတို့စိတ်ထဲမှာနေသားနေစေဖို့အတွက်သူများကိုအာရုံစိုက်ပြီးဂရုတစိုက်ကူညီနေတာဟာကိုကျိုးကိုကြည့်သလိုဖြစ်မနေဘူးလားဆိုတာတွေးစရာဖြစ်နေပါတယ်
တခါတလေတော့လေသူများတွေကသူတို့ကိုတန်မိုးထားပါတယ်ကြီးစုလေးတင်ပါတယ်သူတို့စီကအကူညီရတာကိုဝမ်းသာကြပါတယ်အဲ့ဒီလိုဝမ်းသာတဲ့သူတွေရှိတော်လဲပဲများသောအားဖြင့်တော့သူတို့ဟာငါဒီလောက်ကူညီနေတာကိုတော့ငါ့ကိုတန်ဖိုးမထားကြဘူးလို့ခံစားရတယ်ဒီလိုခံစားရတဲ့အတွက်ဒူးစတွေဟာလူတွေကငါ့ကိုမခင်ကြဘူးလို့ထင်နေတာဖြစ်ပါတယ်ဒါကြောင့်မဲသူတို့ဟာဘာမှမဟုတ်တာလေးနဲ့စိတ်ဆိုးရင်စိုးနေတတ်တဲ့စိတ်ကောက်ရင်ကောက်နေတတ်တယ်တခါတလေပွပွင့်လင်းလင်းပဲစိတ်ဆိုးတယ်သူတို့လိုချင်တဲ့မေတ္တာနဲ့ခင်မင်မှုကိုမရဘူးဆိုတာကိုသူတို့ဘလောက်စိတ်ဆိုးနေတယ်လဲဆိုတာနဲ့ဖော်ပြလိုက်တယ်ဖြစ်လိဖြစ်ထားရှိသောဆက်ဆံရေးခက်ခဲများ Enneagram types 9ခုရှိတဲ့ထဲမှာ Deuce တွေဟာပေါင်းတင်ဆက်ဆံရေးကိုအများဆုံးအာရုံစိုက်တဲ့သူတွေဖြစ်ကြတယ်သူတို့ရဲ့အင်အားကိုဘယ်နေရာမှာအသုံးပြုနေတယ်လဲဆိုတာကြည့်လိုက်ရင်လူတွေကိုခင်မင်အောင်ပေါင်းဖို့နေရာမှာအသုံးပြုတာကိုတွေ့ရတယ်သူတို့ရဲ့အချိန်နဲ့အင်အားကိုလူတွေကိုအာရုံစိုက်တဲ့နေရာမှာဖော့ဖော့တီတီသုံးလိုက်ဖို့ရရရွရှိတယ်လူတွေအတွက်ဆိုရင်သူတို့အချိန်တွေကိုပေးလိုက်ရမှလည်းမနှက်မျောဘူးအင်အားတွေပေးရမှလည်းမနှက်မျောဘူးသူတို့ဟာသူတို့ချစ်တဲ့ခင်တဲ့သူတွေကိုတကယ်ပဲပျော်နေစေခြင်းနဲ့လူတွေသိမရှိအောင်ယူဆိုင်တာကိုခံရတဲ့သူတွေဖြစ်စေခြင်းနဲ့ဒူးစတွေဟာသူတို့ချစ်တဲ့ခင်တဲ့သူတွေနဲ့ရင်းနှီးမှုရအောင်လုပ်တဲ့နေရာမှာလွန်ကဲသွားတဲ့အခါပြဿနာရှိတာတတ်ပါတယ်။အောက်မှာဖော်ပြထားတဲ့အခြေအနေတွေမှာဆက်ဆံရေးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာတတ်ပါတယ်။တစ်ဖက်သားစိတ်ကြည်နပ်မှုရစေဖို့လွန်ကဲစူးစမ်းတယ်။ချစ်ခင်မှုနဲ့တန်မိုးထားမှုမျက်နှိုးမှုအတွက်သူတို့ကိုယ်သူတို့ဈေးပေါ်ပေါ်နဲ့ပေးလိုက်တယ်။တစ်ဖက်သားရဲ့အနာမှာအမြဲတမ်းမခွဲမခွာနေနေတယ်။အဲ့ဒီတော့တစ်ဖက်သားကချင်းကျက်သလိုခံစားရတယ်လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးချောင်ချောင်ချိချိနေလို့မရတော့ဘူးဖြစ်လာတယ်သူတို့ဘာဖြစ်လို့ဒီလိုလုပ်တလဲဆိုတာသူတို့ဟာပြစ်ပယ်ခံရမှာကြောက်လွန်းနေတယ်အဲ့ဒီလိုတစ်ဖက်သားအနာမှာမခွဲမခွာကတ်နေတာဟာချစ်လို့ဆိုတာတဲ့ကြောက်လို့ဖြစ်နေတယ်ခဏကွဲကွာနေရင်ကိုငါ့ကိုလွတ်လွတ်ကူကူမေးလိုက်မှလားလို့ကြောက်နေတယ်သူတို့ဘာလို့ခြင်းတလဲဆိုတာကိုသူတို့ရဲ့ချစ်သူအဖော်အိမ်အောင်ဘက်ကမပြောဘဲနဲ့တီးနေတာမျိုးကိုလိုချင်တယ်တစ်ဖက်ကလည်းသူတို့ကမပြောတော့မသိဘူးသူတို့မပြောလို့မသိလို့မပြီးပဲနေရင်သူတို့ကစိတ်ပြက်နေတာမျိုးဖြစ်တတ်တယ်သူတို့အဖော်ကိုငါပဲပိုင်နေငါပဲချစ်မယ်ငါနဲ့ပဲစကားပြောရမယ်ငါကိုပဲအချိန်ပေးရမယ်အဲ့ဒီလိုဖြစ်ပြီးတော့တခြားလူတွေနဲ့အချိန်ပေးရင်မနာလို့ဝင်တိုးစိတ်ဖြစ်တယ်ကိုယ်စိတ်ထဲမှာမကြည်မနှက်ဖြစ်နေတာတွေအလိုမကျဖြစ်နေတာတွေကိုဘာလို့ကျင်တယ်လဲဆိုတာတွေကိုအတိမတ်မပြုဘူးစိတ်ဆိုးချင်နေတာကိုအတိမတ်မပြုဘူးနောက်ဆုံးပောက်ကွဲပြီးဆက်ဆံရေးတွေထိခိုက်သွားမှသိတော့တယ်ဒီအခြေအနေတွေဟာဒူးစတွေအတွက်ဆက်ဆံရေးနဲ့ပတ်သက်ပြီးပြဿနာတွေအခက်အခဲတွေရှိလာတတ်တဲ့အခြေအနေဖြစ်ပါတယ်ပြင်းပြသောခံစားမှုမာနာဒူးစတွေထင်တာကသူများတွေရဲ့လိုအပ်ချက်တွေကိုအချိန်ပြည့်ဖြည့်ဆည်းပေးနိုင်မှသာသူတို့ကငါ့ကိုချစ်လိမ့်မယ်လို့ထင်နေတယ်သူတို့ရဲ့ဒီလိုအထင်ကိုယုံကြည်တာနဲ့အမျှသူတို့မှစိတ်ထိခိုက်သွားရပါတယ်ဒါအပြင်သူတို့မှလည်းပဲလိုချင်နေတာတွေလိုအပ်နေတာတွေရှိပါတယ်ဆိုတာကိုတစ်ဖက်ကသိသွားရင်သူတို့ကိုပြစ်ပယ်လိမ့်မယ်လို့ထင်နေတယ်ဒါကြောင့်သူတို့မှစိတ်ကောက်နေတာမရှိပါဘူးစိတ်ပြက်နေတာမရှိပါဘူးလို့ထင်ရအောင်နေတတ်တယ်တူးစတွေဟာလူတွေကသူတို့ကိုချစ်ပါတယ်ဆိုတာကိုမယုံတတ်ဘူးသူတို့တကယ်လိုချင်တောင်းတနေတာကအချစ်ခံချင်တာနဲ့အပြန်အလှန်အကူအညီပေးတတ်တာကိုပါဒါအပြင်ဒါကိုငါလိုချင်ပါတယ်လို့မပြောချင်တဲ့မာနကလည်းသူတို့စီမှာအကြီးကြီးရှိနေပါတယ်ဥပမာချီးမွမ်းခံခြင်းနဲ့ချစ်ခင်တွေ့တာကိုခံခြင်းနဲ့သူတို့ပေးတဲ့လက်ဆောင်ကိုကြိုက်ရဲ့လားလို့သိခြင်းနဲ့ကျေးဇူးတင်ပါတယ်လို့အပြောခံခြင်းနဲ့အဲ့ဒီလိုသူတို့ခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာလိုလားတောင်းတချက်တွေကိုအတိမတ်မပြုတ်ရင်မပြုတ်သလောက်သူတို့ဟာပြင်းထန်တဲ့မာနရဲ့လွှမ်းမိုးမှုကိုခံရတယ်အဲ့ဒီလိုမာနကြီးလာတဲ့အခါမှာသူတို့ဟာသူတစ်ပါးကိုကူညီဖို့တာဝန်ရှိတယ်ဆိုတဲ့သဘောပိုများလာပြီးတော့သူတစ်ပါးကိုကူညီဖို့ပဲကြိုးစားနေပြီးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုလားတောင်းတမှုပြဿနာတွေကိုမတိကျကျွံပြူပြီးမျက်ကွယ်ပြူထားလိုက်တော့တယ်ဒီလိုသူတို့စိတ်မှာခံစားနေရတာကိုမျက်ကွယ်ပြူထားလေလေသူတို့ဒေါသကလက်သီးပုံထိုးလေလေဖြစ်လာတတ်တာပါပဲအဲ့ဒါကိုဘယ်လိုပုံစံမျိုးနဲ့မြင်ရတတ်တယ်လဲဆိုတော့ဥပမာသူတို့ဟာသူတစ်ပါးကိုချီးမွမ်းတယ်လို့နဲ့လောင်းတာဟာဒေါသစိတ်တစ်မျိုးဖြစ်ပါတယ်ငါလေးပြန်ချစ်ခံခြင်းပါတယ်ငါဘာလို့နေတယ်လဲဆိုတာသိပြီးတော့ငါ့ကိုပြန်ပြီးဖိမတာအကူအညီပေးတာကိုခံခြင်းပါတယ်ဆိုတာကိုမဖော်ပြဘဲနေလိုက်တယ်ဆိုရင်လူမသိအောင်ထားလိုက်တယ်ဆိုရင်ဒီစိတ်ဟာတစ်ဖက်လက်နဲ့ပြန်ပေါ်လာတတ်ပါတယ်လူတွေဟာကျေးဇူးမသိတတ်ဘူးကျေးဇူးတင်ရကောင်းမှမသိကြဘူးစတဲ့စကားတွေပြောမိတယ်တစ်ဖက်သားစီကသူတို့လိုချင်တာရအောင်တနည်းနည်းနဲ့ပြန်လုပ်တယ်ဒီလိုလုပ်လို့ရှိရင်သူတို့ကမြည်ရွယ်ပေမဲ့လည်းလူတွေကိုဝေးရာကိုမောင်းထုတ်တယ်လို့ဖြစ်တတ်ပါတယ်စိတ်ဖွံ့ဖြိုးကျန်းမာသောအခြေအနေဒူးစတွေဟာစိတ်ဓာတ်နဲ့အသိဉာဏ်ရင့်ကျက်မှုရှိလာတဲ့ healthy အဆင့်မှာသူတို့ဟာစိတ်စေတနာမှန်လာကြပါတယ်အစစ်မှန်ဖြူစင်တဲ့သူတွေဖြစ်လာတယ်ပြန်လူချင်းတို့ပေးတာမျိုးကိုမလုပ်တော့ဘူး
အကူအညီယူသွားတဲ့သူတွေဟာသူတို့ကိုကျေးဇူးတင်ပါတယ်လို့တောင်ပြန်ပြောဖို့မလိုတော့ပါဘူးသူတို့မှာနှွေးထွေးတဲ့နှလုံးသားရှိတယ်ကြီးမားတဲ့စိတ်ကောင်းစေနာကောင်းတွေရှိတယ်အများကြီးပေးနိုင်စွမ်းရှိတဲ့သူအင်မတန်ရက်ရောတဲ့နှလုံးသားရှိတဲ့သူတွေဖြစ်လာကြတယ်သူများတွေရဲ့ခံစားချက်တွေလိုအပ်ချက်တွေကိုသိနိုင်စွမ်းနဲ့ထူးထူးကဲကဲသူတို့မှာရှိလာကြပါတယ်သူတို့ဟာအလွန်ပဲကိုချင်းစာတက်ပြီးမျှဝေခံစားတတ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်သားဘာခံစားနေရလဲဆိုတာထူးထူးကဲကဲသိတယ်အဲ့ဒီလိုသိတဲ့အတွက်ကိုယ့်အလုပ်ကိုပြစ်ချထားခဲ့ပြီးကူညီတယ်အထူးသဖြင့်သူများအတွက်တကယ်လိုအပ်နေတဲ့အချိန်မှာတကယ်ကိုကူညီတယ်သူတို့ဒီလိုလုပ်တာဟာလမ်းကြုံလို့လုပ်တာမျိုးမဟုတ်ပါဘူးတကူးတကရောက်လာပြီးတော့လိုအပ်တာကိုလုပ်ပေးတတ်တာမျိုးဖြစ်ပါတယ်စိတ်ကျန်းမာပြီးရည်ကြက်မှုရှိလာတဲ့ healthy စစ်မှာ juice တွေဟာလူတွေရဲ့ကောင်းတဲ့စိတ်ကိုတွေးရမယ်ဆိုရင်အဲ့ဒါကိုထင်ထင်ရှားရှားထောက်ပြတတ်တယ်သူများတွေရဲ့အပြုမှုတွေလုပ်ရက်တွေကိုအကောင်းဘက်ကအတိတ်ပဲကောက်တယ်ဘာဖြစ်လို့ဒီလိုလုပ်နိုင်တာလဲဆိုတော့သူတို့လိုအပ်ချက်ကိုသူတို့တိတိမတ်မတ်အတိမတ်ပြုလိုက်လို့ဖြစ်ပါတယ်ဟုတ်တယ်ငါလေသူများစီကငါ့ကိုနားလေပေးတာစာနာပေးတာဖေးမပေးတာလိုချင်တယ်ငါစီနာကိုတုံ့ပြန်တာငါ့ကိုပြန်ကူညီပေးတာကိုလိုချင်တယ်လို့ကိုသိပြီးလက်ခံလိုက်တယ်ကိုမှလိုအပ်ရင်လည်းဖွင့်ပြောပြပြီးသူများစီကအကူအညီကိုယူတက်လာတယ်ရအောင်လည်းလှုပ်တက်လာတယ်အရင်တုန်းကလိုဟင်းငါကဘာမှပြန်မလို့ချင်ပါဘူးငါပဲလုပ်ပေးချင်တာပါလို့မဟုတ်တော့ဘူးဒီထက်ပိုပြီးအရေးကြီးတာကသူတို့ဘာကိုလိုအပ်နေတယ်လဲဆိုတာသိပြီးနားလည်ပြီးသွားရင်သူတို့ရဲ့လိုအပ်ချက်ကိုသူတို့ဘာသူတို့ရအောင်ဖြည့်ဆည်းတတ်တယ်အရင်လိုကိုမသိအောင်နေတာမျိုးကိုပြစ်ပယ်ထားတာမျိုးမလုပ်တော့ဘူးစိတ်တဲ့ရင်းချက်မှုရှိလာပြီးစိတ်ကျမ်းမာတဲ့အဆင့်မှာ dues တွေဟာကိုချစ်စရာကောင်းနေဆိုတဲ့ခံစားမှုရဖို့အတွက်သူများချစ်တာခံရတာကိုစောင့်မျှော်မနေတော့ဘူးသူတို့ငါ့ကိုချစ်နေမှငါဟာချစ်စရာကောင်းတဲ့သူလို့မထင်တော့ဘူးသူတို့မှာစစ်မှန်တဲ့စွမ်းအားရှိလာတယ်ဒီစိတ်ရဲ့စွမ်းအားနဲ့သူတို့ရဲ့အားသာချက်အားနေချက်နှစ်ခုလုံးကိုကြည်ကြည်နက်နက်လက်ခံနေအားနေချက်မရှိဟန်ဆောင်မနေတော့ဘူးငြင်းချက်မှုရှိလာတဲ့အတွက်သူများကိုအကူအညီပေးတတ်အထောက်ပံ့ပေးတတ်သလိုသူတို့လည်းအကူအညီအထောက်ပံ့ပေးတတ်လာတယ်သူတို့နဲ့ဆက်ဆံနေသူဘသူကိုပဲဖြစ်လူကုံသိက္ခာနဲ့အညီလူကိုလူလိုဆက်ဆံနေသူကုံကိုကုံနှစ်ခုလုံးကိုတိပြီးဆက်ဆံနေနေတဲ့သူကိုတွေးလို့လဲမြင့်တဲ့နေရာကမဆက်ဆံဘူးမြင့်တဲ့သူကိုတွေးလို့လဲကိုကနေကြမသွားဘူးတိတ်ငယ်မသွားဘူးဘသူနဲ့တွေ့လေးလေးဆဆခင်မင်ဆက်ဆံတတ်တယ်လူသားဖြစ်တဲ့အတွက်ဂုံတိတ်ခါနဲ့လေးလေးဆဆဆက်ဆံတာခံထိုက်တဲ့သူကြီးပဲလို့ခံယူထားတယ်သူတစ်ပါးရဲ့လွတ်လပ်မှုကိုလည်းအားပေးတယ်လူတွေကိုကိုယုံကြည်မှုရှိအောင်ပြုစုပေးတယ်ပြိုးထောင်ပေးတယ်အဲ့ဒီလိုလုပ်ပြီးမှစိတ်ဓာတ်ရောအသိဉာဏ်ရောတိုးတက်တဲ့သူတွေဖြစ်မယ်ဆိုတဲ့အတွေးနဲ့အရေးချင်းသစ်တွေရှိအောင်လုပ်ရည်ကိုင်းရည်တွေလုပ်နိုင်ကိုင်းနိုင်စမ်းတွေရှိလာအောင်လုပ်ပေးတယ်စိတ်ကျန်းမာပြီးရင့်ကျက်တဲ့ healthy tools တွေဟာလူတွေကိုဆက်ဆံတဲ့အခါတဖြည်းဖြည်းကိုယုံကြည်ကိုးစားနိုင်အောင်စိတ်သက်ကြံ့ခိုင်မှုရှိအောင်ဆက်ဆံနေလူတွေကိုပြော့ညံ့အောင်မလုပ်ဘူးလူတွေကသူတို့အပေါ်မှာရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်မိခိုနေရတာကိုမဖြစ်စေချင်ဘူးဘသူကိုဖြစ်ဖြစ်ခဏအကူအညီယူသနာယူပြီးရင်ကိုအားကိုးနိုင်တဲ့သူတွေဖြစ်စေချင်တယ်သူတို့ဟာတခြားသူတွေညံရင်မျက်နာအရေးချင်းရှိတာစိတ်အင်အားရှိတာမြင်ရတွေ့ရရင်လည်းအလွန်ပဲတန်မိုးထားပြီးဝမ်းသာအားရဖြစ်တယ်မကွယ်မဝက်အားပေးတဲ့ healthy tools တွေဟာလူတွေစီမှာရှိနေတဲ့ကောင်းဘက်တွေကိုသူတို့ကိုယ်တိုင်ပြန်သိအောင်လုပ်ပေးတယ်လူတွေသူတို့ဘယ်နေရာမှာအားသာချက်ရှိသလဲဆိုတာပြန်သိသွားအောင်လုပ်ပေးတယ်အခြေအနေလိုက်တက်ဝင်လှူရှားနေသောဇယိုက်လက္ခဏာ၃မျိုးစိတ်ဖိစီးမှုများသောအခြေအနေ do average 8 tools တွေဟာချစ်တဲ့ခင်တတ်တဲ့ခင်မင်ရင်းနှီးမှုတွေအစပြုလာဖို့သူတို့ဘက်ကစပြီးလမ်းခင်းပေးတတ်တယ်ဒါအပြင်သူတို့ဟာကူညီတတ်တယ်ကိုကြိုးကိုစွန့်တတ်တယ်ဆိုတာလေသိတာအောင်ပြသနေတတ်တယ်အကယ်၍တစ်ဖက်သားကသူတို့အကူအညီပေးတာကိုညှင်းပယ်တယ်မသိတယ်လို့နေတယ်သူတို့ခင်တယ်လို့မခင်ဘူးလို့ခံစားရတယ်ဆိုရင်သူတို့အဲ့ဒါကိုမခံနိုင်ဘူးအဲ့ဒီလိုအချိန်မှာသူတို့ဟာဒေါသဖြစ်လာတတ်တယ်စိတ်ဆိုးလာတတ်ပါတယ်အဲ့ဒါကိုလေသူတို့အမူအရာထဲမှာဖော်ပြလာတတ်တယ်ဒါဟာတာမန်စင် average age နဲ့စိတ်သက်ရင်းချက်မှုမရှိတဲ့ unhealthy age တွေလောက်တတ်လို့ပါပဲသူတစ်ပါးကသူတို့ကိုညှင်းပယ်တာကိုမနှိမ့်မြို့တဲ့စိတ်ကစူပွက်တဲ့အဆင့်ထိရောက်လာတယ်ဆိုရင်သူတို့ဟာချစ်ခင်တဲ့အမူအရာကိုဘလို့မှရှေ့ဆက်လို့မရတော့ပါဘူးသူတို့ဟာတခြားလူတယောက်လိုဖြစ်သွားတတ်ပါတယ်သူတို့ကပေးလာတဲ့မေတ္တာစေတနာတွေအကူအညီတွေကိုတစ်ဖက်ကကျေးဇူးမတင်အတိမတ်မပြုလုပ်တယ်လို့ခံစားရတဲ့အခါမှာတာမန်အဆင့် average dues တွေဟာတာမန်အဆင့် average age ရဲ့အပြုမှုဘက်ကိုချက်ချင်းပြောင်းသွားတယ်ပြီးတော့အတ္တဆွဲကြီးလာတယ်တစ်ဖက်သားကိုချုပ်ကင်လာတယ်လွှမ်းမိုးလာတယ်တစ်ဖက်သားကိုဘာကိုလုပ်ရမယ်ဘယ်အချိန်မှလုပ်ရမယ်ဆိုတာမျိုးတွေပြောဆိုလာတယ်အထက်လူကြီးစိတ်ထားမျိုးဖြစ်လာတယ်ဒီလိုအမူအရာတွေဟာလူတွေကသူတို့ကိုအာယုံမဆိုင်ပဲနေလို့မရအောင်လုပ်တဲ့အဖြစ်ကိုရောက်သွားစေတယ်
အာနာပါဝါသုံးပြီးအထက်စီးအမူအရာလွှမ်းမိုးချေလဲတဲ့အမူအရာတွေဖြစ်လာပြီးတော့လူတွေနဲ့ထိတ်တိုက်ရင်ဆိုင်တာတွေဖြစ်လာတာတွေ့ရတဲ့အခါမှာတူးစာတူးစမဟုတ်သေးရဲ့လားလို့တော့ထင်ရတော့တယ်စိတ်ဖိစီးမှုများလို့တဲ့အခြေအနေမှာတော့စိတ်တူတာတွေဒေါသဖြစ်တာတွေပိုများလာပါတယ်ပောက်ကွဲလာတတ်တဲ့ကျဉ်ကျဉ်တန်းတန်းရန်လိုတဲ့အမူအရာတွေလှုပ်လာတတ်ပါတယ်သူတို့ပေးနေတဲ့အကူအညီတွေကိုရက်ဆိုင်ပစ်လိုက်မယ်ဆိုတဲ့ချင်းချောက်တဲ့စကားတွေပြောလာတတ်ပါတယ်စိတ်ချယုံကြည်ရသောအခြေအနေ to average for သူတို့စိတ်ချယုံကြည်ရတဲ့လူတွေနဲ့ဆိုရင် dues တွေဟာသူတို့ကိုသူတို့ဖော်ပြရဲတယ်သူတို့ဘာတွေခံစားရတယ်ဆိုတာထုတ်ပြောဝင်နေမဝင်မရဲမဖြစ်တော့ဘူးသူတို့ဘလောက်စိတ်ပြက်ရတယ်ဘလောက်ဝမ်းနည်းရတယ်ဆိုတာတွေသူတို့ရဲ့အချစ်ခံလို့တဲ့စိတ်တွေနဲ့ဂရုစိုက်ခံကျင်တာတွေကိုဖော်ပြလာပါတယ်အရင်တော့ကတော့ငါကချစ်တာပါငါကကူညီကျင်တာပါသူတို့ကငါ့ကိုမချစ်နဲ့ရပါတယ်မတုံ့မြိုင်နဲ့ရပါတယ်လို့ဟန်လုံနေရကနေမှန်ကန်ဖွင့်ပြောလာတယ်ငါလည်းချစ်တာခံကျင်နေငါလိုအချက်တွေကိုတိပြီးပြက်လုပ်ပေးတာကိုလိုချင်နေအဲ့ဒါတွေကိုမရလို့ဘလို့လက်စားချေတယ်အရင်ကနေမတူအောင်ဆက်ဆက်ရေးတွေကိုဘလို့အိတ်ဆက်ပစ်လိုက်တယ်စသည်ဖြင့်ရင်ထဲမှာရှိတာတွေကိုထုတ်ပြောဖို့ရဲဝင်လာတယ်အဲ့ဒီလိုသူတို့ကစိတ်ချလက်ချယုံကြည်လို့ရတဲ့လူတွေနဲ့ဆိုရင်သူတို့ဟာသူတို့လုပ်ပေးတာတွေကိုတစ်ဖက်သားစီကကျေးဇူးတင်တာအတိမတ်ပြတာမရတဲ့အခါမှာနာသွားတယ်အဲ့ဒီလိုနာသွားတာကိုရပါတယ်ကိစ္စမရှိပါဘူးလို့ဟန်နှုတ်ထားတာဆိုတဲ့မျက်နှာဖုံးကိုခွာချလိုက်တယ်ဖယ်ပစ်လိုက်တယ်အဲ့ဒီလိုစိတ်ချယုံကြည်ရတဲ့အခြေအနေမှာသူတို့ဟာစိတ်အပြောင်းလဲမြန်လာတယ်အရင်ကသူများကိစ္စတွေနဲ့သူများမှာဘာတွေလိုအပ်လဲဘာကူညီလိုတယ်လဲဆိုတဲ့အတွေးတွေတွေးနေတတ်တဲ့လူဖြစ်ကနေသူတို့ကိုယ်တိုင်ဘာလိုအပ်နေတယ်လဲဘာတွေလိုချင်နေတယ်လဲဘာတွေခံစားနေရတယ်လဲဆိုတာစဉ်းစားရင်ကိုယ့်အကြောင်းကိုတွေးတဲ့အတွေးထဲမှာနစ်မြုပ်နေတတ်တယ်အဲ့ဒီလိုဖြစ်လာပြီးတော့သူတို့ဟာဒေါသဖြစ်တာစိတ်တူတာများလာတယ်သူတို့မှာစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဟာဘလောက်နှဆိုင်တယ်လဲဘလောက်ပမာဏများတယ်လဲဆိုတာမရှက်မကြောက်ပြောလာတယ်ကိုလည်းမယုံကြည်တော့ဘူးစိတ်ပြတ်တယ်အထူးသဖြင့်သူများတွေနဲ့ပတ်သက်ပြီးသူတို့ခံစားနေရတာဟာဘလောက်နှဆိုင်ကျေပြန့်တယ်လဲဆိုတာကိုပြောလာတတ်ပါတယ်အဲ့ဒီလိုခါမှာသူတို့ဟာအထိမကန်ရွှေပကံတွေလိုဖြစ်သွားတယ်နည်းနည်းလေးမကြိုက်တာတွေ့တာနဲ့ပောက်ကွဲတတ်တယ်တစ်ဖက်သားကနည်းနည်းလေးစကားမှားတာနဲ့နင်တို့ကငါ့ကိုဘာထင်လို့လဲဆိုတဲ့စကားမျိုးပြောလာတယ်ဘာမှအပြစ်ယူစရာမရှိဘူးလို့ထင်ရတဲ့စကားတော့နာကြီးဝမ်းနေစရာဖြစ်နေတတ်တယ်ကြားလူတွေအနေနဲ့အကောင်းပြောတာပဲဘာမှအပြစ်ယူစရာမဟုတ်တာလို့ထင်ရတာကိုသူတို့ကတော့သူတို့ကိုစော်ကားတာထိခိုက်အောင်ပြောတာလို့ပဲမှတ်ယူလာတယ်အကောင်းမမြင်တော့ဘူးဖြစ်လာတယ်သူတို့ဟာဘာကိုမှမယုံတော့ဘူးသူများတွေရဲ့ချစ်ခင်တဲ့အမူအရာကိုတော့ဒါဟာလှည့်စားနေတာလို့ထင်နေတယ်ဒီလိုအခါမှာသူတို့ဟာကိုစိတ်အလိုလိုက်တဲ့အလုပ်တွေလုပ်လာတတ်ပြီးတော့သူတို့ကကောင်းမယ်လို့ထင်တာတွေကိုစုချသလိုပြန်ပြီးတော့တယ်သူတို့တွေးတာကငါကသူများကိုကောင်းတာတွေကြီးလုပ်ပေးနေလေကျေးဇူးတင်တာမခံရတဲ့အတူတူငါပဲကောင်းတာတွေပေးတော့မယ်ဆိုပြီးအစားထိုးပေးဆက်တဲ့အနေနဲ့စိတ်ကြည်နက်သွားလောက်အောင်ထိသူတို့ရဲ့ဆုံးရှုံးမှုကိုတာထိုးဖြည့်ဆည်းပေးလိုက်တယ်စုစည်းပေါင်းဆက်သွားသောစိတ်ချနေ to healthy for ညှင်းပယ်ထားတဲ့စိတ်တွေအပိုင်းပိုင်းကွဲနေတဲ့စိတ်တွေဟာစုစည်းလာပြီးနောက်ရင့်ကျက်တဲ့အဆင့်ကိုရအောင်လုပ်နိုင်လာတဲ့ tools တွေဟာသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့လိုအင်ဆန္ဒတွေသူတို့ရဲ့အပြစ်အနာစာချို့ယွင်းချက်တွေလှုပ်ဝက်ဖုံးကွယ်ထားတဲ့ခံစားမှုတွေနဲ့ကိုယ်တိုင်တော့မသိချင်တဲ့ခံစားမှု darker feelings တွေကိုသူတို့ဘယ်လောက်ထိအလေးမထားခဲ့ဘူးလဲဆိုတာကိုပြန်သိလာတယ်အစားတုန်းကသူတို့တွေးထားတာကသူတို့ကလူတွေကိုချစ်တယ်လူတွေဒုက္ခရောက်တာကိုတနာတယ်အဲ့ဒီလိုယူဆခြင်းအပြင်သူတို့ကတဆင့်မြင့်နေရသို့မဟုတ်အထက်စီးနေရကိုယူလိုက်တယ်အဲ့ဒါကိုသူတို့ကအရသာခံနေအထက်ကနေရတယ်ဆိုတာဟာသူတို့အတွက်ကြီးနှက်မှုတစ်မျိုးဖြစ်နေတယ်ပြီးတော့ငါကသူတို့ချစ်တာကိုပြန်မလို့ချင်ပါဘူးငါ့ကိုပြန်လုပ်ပေးဖို့မလိုပါဘူးဆိုတာကနောက်တစ်ဆင့်တော့အထက်ကိုထက်မြင့်လိုက်သေးတာပါကိုတာမန်လူတွေထက်အင်မတန်မြင့်သွားပြီးသူတို့ကောင်းကြီးမေတ္တာရှင်ကြီးဂရုဏာရှင်ကြီးဖြစ်သွားပြီးဆိုပြီးထင်မိခြင်းဟာစိတ်ကြီးဝင်လာတာဖြစ်ပါတယ်စိတ်ကြီးဝင်တာ inflate ဖြစ်ပြီးရင် deflate လို့ခေါ်တဲ့တိမ်ငယ်စိတ်ဖြစ်တဲ့တာသဘာဝပါပဲကိုယုံကြည်မှုကင်းမဲ့သွားတယ်စိတ်ပြည့်ရတယ်ဝမ်းနဲ့အားငင်ရတယ်ဆိုတာဖြစ်ရတော့တာပါပဲသိထားဖို့လိုတာကကို့မှာစိတ်ကောင်းစေနာကောင်းရှိတော်လဲပဲကိုဟာလည်းလူသားမို့လို့ကို့မှာလည်းတောင်းတနေတာမျော်နေနေတာလိုအပ်နေတာတွေရှိနေပါတယ်ရှိနေတော့လေအဲ့ဒါကိုမသိအောင်ဖုံးထားတယ်မသိအောင်ဖုံးမိမိကြိတ်မျော်လင့်နေအဲ့ဒီမျော်လင့်ချက်ကြောင့်စိတ်ပြည့်ရတယ်အဲ့ဒီလိုစိတ်ပြည့်ရတာဟာ darker feelings ရဲ့သင်္ကေတပဲဖြစ်ပါတယ်အဲ့ဒီလို feeling တွေစိတ်ခံစားမှုတွေဖြစ်နေရင်နာကျည်းတယ်လက်စားချေတတ်တယ်လူတွေကကျေးဇူးကနေကျေးဇူးမသိတတ်ဘူးဆိုတာတွေပြောလာတတ်ပါတယ်အစမှာတော့သူတို့စိတ်ပြတ်နေတာတွေနာကျည်းနေတာတွေလက်စားချီကျင်တာတွေစတဲ့ darker feelings တွေမရှိပါဘူးလို့ညင်းထားတယ်ဒါပေမဲ့စိတ်ကိုစူးစီးမှုရှိအောင်လုပ်တတ်လာပြီးတော့ရင့်ကျက်သွားတဲ့အခြေအနေရောက်ရင်သူတို့အဲ့ဒါကိုသတိထားမိပါပြီ
ငါကိုမချစ်လဲရပါတယ်ငါကိုဂယူးမဆိုင်လဲဖြစ်ပါတယ်ငါကသာချစ်တာပါဆိုတဲ့ကိုလှည့်စားနေတာတွေကိုပြန်သိမြင်လာတယ်အရင်တုန်းကကိုဘလောက်လှည့်စားခဲ့တယ်ကိုဘလောက်ညာခဲ့တယ်အရင်တုန်းကကိုဘလောက်ဖြူစင်ခဲ့တယ်မြင့်မြတ်ခဲ့တယ်လို့ထင်ခဲ့တယ်ဆိုတာတွေကိုသူတို့သိရဲသွားတယ်ကြည်ရဲသွားတယ်အမှန်ကိုလက်ခံရဲသွားတယ်ငါအတွက်ကိုကျိုးလုံးဝမပါပါဘူးဆိုပြီးထင်ခဲ့တာဟာမဟုတ်ပါဘူးဆိုတာသိသွားတယ်ဒီလိုသိရတာဟာခံရအင်မတန်ခက်ပါတယ်ဒါပေမဲ့ဒါဟာ deflate ဖြစ်တာစိတ်ကြီးဝင်တာပျောက်သွားတာပါပဲသို့တော့ဒါဟာကို့အကြောင်းကိုအမှန်တိုင်းသိမြင်သွားတာသာဖြစ်ပါတယ်စေတနာဆိုးသွားတာမဟုတ်ပါဘူးလူသားပြီးအပေးရှိရင်အယူရှိတာပဲဆိုတာသိသွားတဲ့သဘောပါကိုစိတ်ကူးရင်အမြင့်ကြီးတင်ထားရကနေပြန်ချရတာဟာခံရခက်တော်လဲပဲပြန်ချရတာပါပဲမချလို့မဖြစ်ပါဘူးပြန်မချပဲနဲ့တကယ်စိတ်ကြမ်းမာတဲ့သူတကယ်စိတ်ဓာတ်နဲ့အသိဉာဏ်ရင့်ကျက်တဲ့သူဖြစ်မလာနိုင်ပါဘူးပြန်ချရတယ်ဆိုတာကလည်းအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းသိမြင်လိုက်ခြင်းပါကိုပိုကောင်းတဲ့ဘက်ကိုတွားဖို့လုပ်ချင်နေဆိုရင်ကိုလက်ရှိအခြေအနေရဲ့အမှန်တိုင်းကိုမြင်မှရပါတယ်ဒါဟာဘယ်ကိစ္စမှဖြစ်ဖြစ်ဒီအတိုင်းပါပဲကိုအကောင်းကြီးပဲမြင်ပြီးကိုဘယ်နေရာမှာလှည့်စားထားနေတယ်လဲကိုဘယ်နေရာမှာချွတ်ယွင်နေတယ်လဲဆိုတာမကြည့်ပဲအစိုးတွေငါမှမရှိပါဘူးလို့မြင်နေတာဟာကိုနှစ်ပိုင်းခွဲထားတာပဲဖြစ်ပါတယ်ကိုညင်းပယ်တာပဲဖြစ်ပါတယ်ကိုလက်မခံရင်ကိုအတိမတ်မပြုတ်တဲ့ကိုခံစားချက်တွေကထိုးနှက်တာကိုခံနေရအောင်ပါပါတကယ်စိတ်ချမ်းသာမှုကိုရခြင်းကိုမှရှိတဲ့အကောင်းဆုံးနှမျိုးလုံးကိုမြင်အောင်ကြည့်ရပါတယ်ကြည့်ပြီးစိတ်ပြက်နေတဲ့ခံစားမှုနဲ့ငါမှဒီစိတ်တွေမရှိပါဘူးလို့ညင်းပယ်ထားတဲ့ခံစားမှု darker feelings ဟာလူတိုင်းမှာရှိပါတယ်အဲ့ဒါကိုမြင်ရရင်စိတ်ပြက်မသွားပါနဲ့ဒီလိုမြင်တာဟာပိုကောင်းတဲ့ဘက်ကိုသွားဖို့လမ်းစာပဲလို့သဘောထားရမယ်ကိုရဲ့အဆိုးဘက်ချမ်းကိုမသိဘဲနဲ့မြင်အောင်မကြည့်ဘဲနဲ့ပိုကောင်းတဲ့သူတယောက်ဖြစ်ချင်နေဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါအဲ့ဒီလိုညင်းပယ်ထားတဲ့စိတ်တွေအပိုင်းပိုင်းကွဲနေတဲ့စိတ်တွေဟာစူစီပေါင်းဆက်သွားပြီးတော့အတိမတ်ပြုမှုကိုရသွားပြီးတဲ့နောက်မှာသူတို့စိတ်ထဲမှာရှိတဲ့ဘလို့ခံစားမှုဘလို့ feeling ကိုမှချွင်းချံမထားတော့ဘူးမသိချင်ဘူးမကြည့်ချင်ဘူးဆိုတာလည်းမရှိတော့ဘူးဘလို့စိတ်မျိုးကိုမှလည်းဖုံးကွယ်မထားတော့ဘူးကိုပြည့်ပြည့်ဝလက်ခံလိုက်တယ်ကိုနဲ့ပတ်သက်တာတွေအထူးသဖြင့်အစိုးတွေလို့ဆိုနိုင်တဲ့သဘောထားတွေလွဲနေမှားနေတဲ့စိတ်ထားတွေကိုကြိုးကိုကြည့်ကျင်တဲ့စိတ်တွေကိုကြိုးကိုထဲတွက်ပြီးမှလှုပ်ပေးနေတာတွေကိုတတိနဲ့ညံနဲ့တိတိကျကျမြင်အောင်ကြည့်တယ်ကိုယ်စိတ်ထဲမှာဘာပဲဖြစ်ပေါ်လာလက်မခံတဲ့သဘောထားကိုမထားတော့ဘူးမဟုတ်ပါဘူးလို့ညင်းပင်လို့စိတ်မရှိတော့ဘူးငါမှဒီလိုစိတ်တွေမရှိပါဘူးလို့ဟန်မလုပ်တော့ဘူးကိုအပြစ်မတင်ပဲအပြစ်မမြင်ပဲတတိပါတဲ့စိတ်ညံပါတဲ့စိတ်နဲ့ကြည်တက်လာတယ်ကိုယ်စိတ်ကိုတတိနဲ့စောင့်ကြည့်တဲ့အခါမှာသူများကိုထိကန်အောင်ပြောပြချင်လိုက်တဲ့စိတ်တွေနာသွားအောင်လုပ်ပြချင်တဲ့သဘောတွေခံစားသွားအောင်လုပ်လိုက်ချင်တဲ့စိတ်ထားတွေကိုမြင်ရရင်လည်းဖြစ်ပေါ်လာတဲ့ဒီစိတ်ကလေးကိုကြည့်ပြီးတော့ဂရုဏာဖြစ်နေတယ်။အော်ဒီစိတ်လေးဟာတော်တော်လူသားဆန်တဲ့စိတ်ပါလား။ဒီစိတ်လေးကစင်းရဲနေတယ်ပင်ပန်းနေတယ်။ငါရဲ့ဒီစိတ်ကခလေးလေးတို့ပါပဲလားဆိုတာသိပြီးကြည့်ပြီးဂရုဏာတတ်နေမိတယ်။ဒီစစ်မှာသူတို့ဟာမိမိကိုရိုးသားလာတယ်ပွင့်လင်းလာတယ်။သူတို့စိတ်ထဲမှာဖြစ်နေတဲ့ဘလို့ဆန္ဒဘလို့ခံစားချက်ဖြစ်အော်ဒါလူသားဆန်တဲ့စိတ်ပါလားဆိုပြီးပြုံးလေးကြည့်နိုင်တယ်။တနည်းအားဖြင့်အဲ့ဒီလိုလူသားဆန်တဲ့ကိုကျိုးကိုပြန်လိုချင်တဲ့စိတ်ကိုပဲရဲစရာတနာစရာချစ်စရာကျင်နာစရာဂရုဏာဖြစ်စရာစိတ်လိုပဲကြည့်လို့ရတယ်။ကိုယ်စိတ်ကိုအပြင်ကနေထွက်ကြည့်နေရလို့မြင်နေ။ရှင်းရှင်းလင်းလင်းမြင်နေအပြစ်မတင်မဲနဲ့ဂရုဏာစိတ်နဲ့ကြည့်လို့ရတယ်။ဒီလိုကြည့်နိုင်ခြင်းဟာထူးခြားတဲ့စွမ်းရည်တစ်ခုကိုလည်းပေးလိုက်တယ်။အဲ့ဒါကတော့မျှတတဲ့ပုဂ္ဂိုလ်ဆွဲအတ္တဆွဲမပါတဲ့အမြင်ရှုထောင့်ကနေကြည့်နိုင်စွမ်းကိုပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီလိုကြည့်လိုက်မြင်လိုက်ရလို့ရှက်သွားတာမရှိဘူး။ကြောက်သွားတာမရှိဘူး။ကိုယ့်ရဲ့အပြစ်အနာစာမကင်းတဲ့ perfect မဖြစ်တဲ့စိတ်ကိုပဲမေတ္တာစိတ်ထားနိုင်တယ်။ကိုကြည့်တဲ့အခါမှာကိုယ့်ရဲ့ချိုးယွင်းချက်တွေအပြစ်နာစာတွေကိုမေတ္တာစိတ်ထားပြီးဆုံးမနိုင်ဖို့ဆိုတာအင်မတန်အရေးကြီးပါတယ်။လူတွေဟာသူများမှာရှိတဲ့ချိုးယွင်းချက်ကိုမြင်ရရင်ဂရုဏာစိတ်ထားနိုင်ကြတယ်။ကိုယ့်ရဲ့ချိုးယွင်းချက်တွေအပြစ်နာစာတွေ imperfections တွေကိုမြင်ရရင်တော့ရှက်သွားတတ်ကြပါတယ်။အင်မတန်ကိုနာကျင်ခံစားရတယ်။ကိုအစင်သဖြင့်6ပြစ်ကင်းတဲလဲစဉ်စင်းလုံးချောလိုပဲမြင်ကျင်တယ်။ကိုအကြောင်းကိုအကောင်းမဲ့သိကျင်တယ်။အဲ့ဒီလိုကိုရဲ့အကောင်းဘက်ချမ်းကိုပဲမြင်ကျင်တယ်ဆိုရင်စိတ်ဆူဆီးမှုညီညွတ်မှုမရနိုင်ပါဘူး။စိတ်သက်ရင်းကျက်မှုမဖြစ်နိုင်ပါဘူး။အသိဉာဏ်လည်းကြီးမလာနိုင်ပါဘူး။ကိုအတ္တအမြင်မပါဘဲနဲ့ပြန်ကြည့်နိုင်မှသာရှက်သွားတာမရှိဘဲနဲ့ပြန်မြင်နိုင်မှသာတိုးတက်တဲ့ဘက်ရင့်ကျက်တဲ့ဘက်ကိုရောက်နိုင်ပါတယ်။ကိုကြည့်တဲ့အခါမှာမေတ္တာစိတ်နဲ့ဗတ်မလိုက်တဲ့စိတ်နဲ့ကြည့်မှသာတိုးတက်တဲ့ဖွံ့ဖြိုးတဲ့စိတ်ကိုရနိုင်တယ်။ဘာကိုပဲလုပ်လို့ကိုရဲ့အကောင်းအဆိုးအားနည်းချက်အားသာချက်အားလုံးကိုသိထားပြီးမှလုပ်ရင်ထိရောက်မှုလည်းရှိပါတယ်
အများကိုဆက်ဆံတဲ့အခါမှာလေကိုမပြကျင်တဲ့တချမ်းကိုဘေးဖယ်ပြီးကိုပြကျင်တဲ့ကြံတဲ့တချမ်းနဲ့ဆက်ဆံတာမဟုတ်ပါဘူးကိုမှရှိတဲ့အားလုံးကိုပြည့်ပြည့်ဝဝတိပြီးဆက်ဆံတဲ့အခါမှာအထက်စီးကနေမနေတော့ဘူးပြေးဝတဲ့စိတ်နဲ့အကူအညီပေးနိုင်တာလေသူများတွေကအကူအညီယူရတဲ့ဘက်ကနေရတာငါကအပေးသက်သက်ဘက်ကနေရတာသူတို့ကဒုက္ခရောက်နေတာငါကအကူအညီပေးနေရတာလို့သဘောမထားတော့ဘူးအဲ့ဒီတော့အလန်းမကွာတော့ဘူးအဆင့်တန်းမကွာတော့ဘူးလောက်တာကင်တာပြောတာဆိုတာမှာယဉ်နီးမှုပွင့်လင်းမှုပိုရှိလာတယ်ကို့အကူအညီကိုယူရတဲ့သူတွေကိုကြည့်ပြီးငါလည်းသူတို့နေရာမှာဆိုသူတို့လိုဖြစ်သွားနိုင်တာပဲလို့သဘောထားလာတယ်စိတ်ဆူစီးပြီးယဉ်ကျက်မှုရှိလာတဲ့ tools တွေဟာအဲ့ဒီလိုသူတစ်ပါးအပေါ်ကိုလည်းထပ်တူစိတ်ထားနဲ့ဆက်ဆံနိုင်တယ်ဒါဟာဘာကြောင့်ဖြစ်တာလဲဆိုတော့သူတို့ကိုသူတို့ပိုပြီးယဉ်နီးလာလို့ဖြစ်ပါတယ်ဘာဖြစ်လို့သူတို့ကိုသူတို့ပိုပြီးယဉ်နီးလာလဲဆိုရင်ကိုရိုးသားတယ်မလိမ်ဘူးမညာဘူးပွင့်လင်းတယ်ကိုလည်းနူးနူးညံ့ညံ့ဆက်ဆံတတ်တယ်ကိုမေတ္တာကရုဏာလည်းထားနိုင်တယ်ငါလည်းလူသားပါဆိုတဲ့စိတ်ရှိလာတယ်ဒါကြောင့်တခြားသူတွေအပေါ်ကိုလည်းထပ်တူစိတ်ထားပြီးဆက်ဆံတတ်လာတယ်ဒီလိုစိတ်ထားရှိလာတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့သဘာဝကျစွာပဲသူတို့ဟာပိုပြီးစစ်မှန်လာတယ်ဟန်လောက်တာမဟုတ်အတုရောင်မဟုတ်ဟန်ဆောင်တာမပါဖုံးကွယ်ထားတာမရှိတဲ့သူတွေဖြစ်လာတယ်တကယ်ကိုစစ်မမှန်ရိုးသားတဲ့သူတွေဖြစ်လာတယ်ကိုမလဲစားဘူးသူများကိုလည်းမလဲစားဘူးကိုလည်းအစစ်အမှန်ဆက်ဆံနေသူများကိုလည်းသူတို့ရဲ့အစစ်မှန်စိတ်ထားနဲ့ဆက်ဆံနေသူတို့စိတ်ထဲမှာရှိတာတွေကိုပွပွင့်လင်းလင်းပြောနိုင်ပြနိုင်လာတယ်ချစ်တဲ့စိတ်ဖြစ်ရင်လည်းချစ်တဲ့စိတ်ကိုရိုးရိုးသားသားပွပွင့်လင်းလင်းပဲထုတ်ဖော်ပြတယ်စိတ်ဆိုးရင်လည်းရိုးရိုးသားသားပွပွင့်လင်းလင်းပဲဖော်ပြတယ်အဲ့ဒီလိုဖော်ပြတာဟာတစ်ဖက်သားကိုနာသွားစေခြင်းလို့ခံစားသွားစေခြင်းလို့မဟုတ်ပါဘူးအမှန်တိုင်းသိစေခြင်းတဲ့သဘောဖြစ်ပါတယ်သူတို့ဟာစိတ်ဓာတ်နဲ့အသိဉာဏ်ရင့်ကျက်လာတဲ့အတွက်နားလည်နိုင်စွမ်းသိနိုင်စွမ်းမြင်နိုင်စွမ်းမြင့်လာတယ်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့တိမ်မွေ့တဲ့ခံစားချက်တွေဆန္ဒတွေအားမရတာတွေအားငယ်နေတာတွေမာနဖြစ်နေတာတွေကြောက်နေတာတွေတိမ်ငယ်နေတာတွေဆက်ဆံရေးမှာအလိုမကျတာသဘောမကျတာတွေစိတ်ပြတ်နေတာတွေစသဖြင့်စိတ်ထဲမှာဘာပဲဖြစ်လာအကောင်းဖြစ်သည်ဖြစ်စေအဆိုးဖြစ်သည်ဖြစ်စေပြက်ခနဲဖြစ်လာတဲ့တိမ်တိမ်မွေ့မွေ့စိတ်တွေကိုပေါ်တခိုက်မှာထိထိမိမိသိလိုက်တယ်ကိုယ်စိတ်ကိုကြည့်ရတဲ့အခါမှာကိုယ့်အကြောင်းကိုအမှန်တိုင်းသိရတယ်ကိုယ့်အကြောင်းကိုအမှန်တိုင်းသိရတာခံရခက်ပါတယ်အဲ့ဒီတော့မမြင်ချင်ဘူးမသိချင်ဘူးငါမှဒီလိုစိတ်မျိုးမရှိပါဘူးလို့ညင်းချင်တယ်ပယ်လိုက်ချင်တယ်ဒီသဘောထားမျိုးကိုမထားရပါဘူးအဲ့ဒါကိုသတိထားရမယ်တိမ်မွေပြီးသိရခက်မြင်ရခက်တာတွေကိုသိအောင်မြင်အောင်ထင်ရှားလာအောင်ကြည့်နိုင်ဖို့အရေးကြီးပါတယ်ကိုယ်စိတ်ထဲမှာရှိတဲ့တိမ်မွေပြီးသိရခက်မြင်ရခက်တာတွေကိုသိနိုင်မြင်နိုင်သွမ်းရှိပြီးတော့ဆူဆူရှာရှာမြင်တက်လာတဲ့အခါမှာသူတစ်ပါးကိုကြည့်ရင်လည်းပြက်ခနဲပြောင်းလဲသွားတဲ့သူတို့ရဲ့စိတ်လေးတွေကိုမြင်လာရတယ်သူများရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတာသိလာတယ်အဲ့ဒီလိုသူတို့ဟာသိနိုင်မြင်နိုင်ခံစားနိုင်စွမ်းမြင့်လာတယ်လို့တီထွင်ကြံစနိုင်စွမ်း creative လည်းဖြစ်လာတယ်သူတို့တခုခုကိုလှုပ်တဲ့ကိုင်းနဲ့ပြောတယ်ဆိုတဲ့အခါမှာပုံသေးနည်းနဲ့လှုပ်တာမဟုတ်တော့ဘူးအခြေအနေနဲ့ကိုင်းနေတာကိုညံပါပါလေးလုပ်နိုင်တာတယ်ဒီလိုစိတ်ချနေမျိုးကိုရရှိလာတဲ့ tools တွေဟာအများနဲ့ဆက်ဆံတဲ့အခါမှာသူတို့လှုပ်လာတဲ့နည်းတွေဟာမိမိရဲ့စိတ်ဓာတ်ကိုရောသူတစ်ပါးရဲ့စိတ်ဓာတ်ကိုပါပို့ပြီးတော့ဖွံ့ဖြိုးစေတယ်အခြေအနေကိုခြုံကြည့်ပြီးအကောင်းဆုံးနည်းလမ်းကိုသုံးသပ်လာတယ်ဒါကြောင့်ကိုရောသူရောနှစ်ဖက်စလုံးအတွက်စိတ်ထားနဲ့အသိဉာဏ်တိုးတက်မှုရင့်ကျက်မှုဖြစ်လာစေဖို့အများကြီးအထောက်အကူပေးလိုက်ပါတယ်မွေးရပါပင်ကိုယ်စရိုက်မူခွဲ၃မျိုးဖူလုံပြည့်စုံမှုကိုအလေးထားသော tools ခံစားပိုင်ခွင့်ဖူလုံမှုပြည့်စုံမှုကိုအလေးထားတဲ့ tools တွေဟာပင်ကိုယ်သဘာဝအပြင်မိမိရဲ့စိတ်ရောခန္ဓာရောကျေနပ်မှုပြည့်စုံမှုကိုရရှိလိုခြင်းဆိုတဲ့သူတို့ရဲ့တောင့်တတဲ့စိတ်ကိုသူတစ်ပါးကိုပြည့်စုံအောင်လုံခြုံမှုရအောင်ဖြည့်ဆည်းပေးတဲ့နည်းနဲ့ရအောင်လုပ်တယ်။သူတို့ထင်တာကသူတို့ဟာသူတစ်ပါးစီကမြစ်တာကိုရနိုင်မယ်။ဘလို့နည်းနဲ့လဲဆိုတော့သူတစ်ပါးကိုဂရုစိုက်ခြင်း၊ကူညီခြင်း၊အားပေးခြင်းနည်းအပြင်ရနိုင်မယ်လို့ထင်တယ်။လူတဦးတယောက်အပေါ်ဖြစ်စေရည်မှန်းချက်တစ်ခုခေါင်းစဉ်တစ်ခုအောက်ကအရေးတစ်ခုကိုဥပမာမိဘမဲ့ကလေးများကူညီစောင့်ရှောက်ရေးစစ်ဘေးရှောင်များကယ်ဆယ်ရေးစတဲ့ပရိုက်တာလူမှုရေးအဖွဲ့အစည်းတခုခုကိုအကူအညီထောက်ပံ့ခြင်းအပြင်သူတို့လိုချင်တဲ့ကြီးနှက်မှုကိုရအောင်လုပ်တယ်။သူတို့ဟာလူတွေဘာလို့အပ်နေတယ်ဆိုတာကိုမပြောဘဲနဲ့သိနိုင်စွမ်းရှိကြတယ်။အဲ့ဒါကိုမပြောဘဲနဲ့လည်းဖြည့်ဆည်းနိုင်စွမ်းရှိတယ်။မင်းကြည့်ရတာစာနေတယ်ထင်တယ်ဆိုပြီးတကယ်စာနေတဲ့သူကိုစားစရာတခုခုရအောင်လုပ်ပေးတတ်တယ်။တဘာဝကြသွားပါပဲ။သူများအကျိုးကိုဖြည့်ဆည်းပေးတတ်တဲ့ tools တွေဟာသူတို့အကျိုးကိုလည်းပြန်လည်ဖြည့်ဆည်းပေးကြလိမ့်မယ်လို့မျှော်လင့်မိတယ်။ဒါဟာတဘာဝကြပါတယ်။မထူးဆန်းပါဘူး။အစမ်းတကြေဖြစ်စရာမရှိပါဘူး။
ဒါပေမဲ့သူတို့ဟာ type 2တွေဖြစ်တဲ့အတွက်မိမိရဲ့စိတ်ရောကိုယ်ရောကြီးနှံ့မှုလုံခြုံမှုရဖို့ကိုအလေးထားတဲ့ဒီအမျိုးအစား tools တွေဟာလည်းပဲသူတို့တကယ်လိုချင်တာဘာလဲဆိုတာကိုပွင့်ပွင့်လင်းလင်းဓာတ်ရိုက်ထုတ်ဖို့တောင်းဆိုတာကိုမလုပ်နိုင်ပါဘူးသူတို့ပြန်လိုချင်နေဆိုတာကသူတို့ကိုပြန်တဲ့အတိမတ်ပြုမှုလေးနဲ့ကြီးစုတင်စကားလေးနဲ့သူတို့ကိုကောင်းလိုက်တာလို့ချီးမွမ်းစကားလေးပြန်လိုချင်တာပါသူတို့စိတ်ထဲမှာငါကလူတွေကိုတလောက်ကူညီတာငါကိုတော့ပြန်ကူညီကြမှာပဲငါကိုမေ့နေကြမှာမဟုတ်တော့ပါဘူးလို့လေကြည့်ပြီးတွေးထားတတ်ပါတယ်တစ်ချိန်တည်းမှာပဲသူတို့လိုချင်တာဘာလဲဆိုတာကိုလူတွေသိအောင်တော့အရေးမွက်ပြနေတတ်ပါတယ်အဲ့ဒီလိုမျောလင့်နေရင်လည်းပဲလူတွေကိုဆက်လက်လက်ကူညီနေပါတယ်ဒီလိုရေရှည်ကူညီလိုက်တဲ့အတွက်လည်းပဲသူတို့ဟာငါသူတို့စီကတုံ့ပြန်မှုကိုပြန်ရထိုက်တယ်ဆိုတဲ့စိတ်ကလည်းဝင်လာတယ်အဲ့ဒီလိုရထိုက်တယ်ခံစားပိုင်ခွင့်ရှိတယ်လို့ငါမျောလင့်တာဟာငါမမဘူးဒါကိုရရမယ်လို့လည်းမှတ်ယူထားတယ်ပြဿနာကဒီမျိုးစား tools တွေဟာသူတို့မှာရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေတာကိုလူတွေသိအောင်ပြရမှာရှက်နေတယ်ဥပမာနေစရာအိမ်အခက်အခဲရှိတာစားစရာချို့တဲ့တာသုံးဆွဲစရာပစ္စည်းငွေကြေးမပြည့်စုံတာငါမပြည့်စုံတာကိုသိကြပြီးငါ့ကိုဖြည့်ဆည်းပေးကြမလားလို့ကြိတ်မျောလင့်မိပြန်တော့တခါရှက်နေပြန်တယ်မျောလင့်တာကောင်းမှန်းသိနေဒါပေမဲ့လည်းမျောလင့်နေမိတယ်အဲ့ဒီလိုမျောလင့်နေမိပေမဲ့တစ်ဖက်ကသူတို့မျောလင့်တယ်လို့ပြန်မတုံ့ပြန်တဲ့အခါသူတို့ကိုသူတို့ကြည်နပ်မှုရအောင်ဆိုပြီးတော့သူတို့ကြိုက်တတ်တာတွေရအောင်ကိုယ့်ကိုပြန်လုပ်ပေးလိုက်တယ်အစားကောင်းတွေတဝကြီးစားတာဖြစ်ဖြစ်မုတ်ချိုတွေစားတာဖြိုရည်တွေတောက်တာဖြစ်ဖြစ်စိတ်ကိုမျိုးစေ့ပျော့စေတဲ့ဆေးဝါးတစ်ခုခုသုံးတာဖြစ်ဖြစ်လုပ်တတ်တယ်သူတို့အထီးကျန်အဖော်မဲ့ဖြစ်တဲ့အခါသူများတွေကသူတို့ကိုအေးတယူမလုပ်ဘူးလို့ခံစားနေရရင်သူတို့ဟာအစားတို့ကျဉ်းနှံ့မှုရအောင်လုပ်တဲ့အနေနဲ့သူတို့ကြိုက်တဲ့အစားအစာတွေကိုတိုးဝှက်ထားတတ်တယ်ကံမကောင်းစွာပဲသူတို့ကိုသူတို့ဆုချနေတာဟာသူတို့ကျမ်းမာရေးကိုထိခိုက်နေပါတယ်အဲ့ဒီလိုကျမ်းမာရေးထိခိုက်မဲ့ကိစ္စတွေလုပ်ပြီးတော့မှကျမ်းမာရေးထိခိုက်လာတော့သူတို့ရဲ့အကူအညီပေးနိုင်စွမ်းဟာမရည်ရွယ်ဘဲနဲ့မတိမသားထိခိုက်မှန်းမသိထိခိုက်ပြီးပျက်စီးရတော့တယ်ချစ်ခင်ယဉ်ဤကျွမ်းဝင်မှုကိုအလေးထားသော tools ယဉ်ဤမှုကိုတောင်းတခြင်းချစ်ခင်ယဉ်ဤကျွမ်းဝင်မှုကိုဦးစားပေးအလေးထားတတ်တဲ့ tools တွေဟာယဉ်ဤမှုကိုငတ်မွတ်တဲ့ပြင်းပြင်းပြပြတောင်းတတယ်နက်နက်ရှိုင်းရှိုင်းလိုချင်တယ်ဒီလိုစိတ်ဆန္ဒရှိတဲ့ tools တွေဟာတစုံတဦးနဲ့ပြပြဝဝနက်နက်ရှိုင်းရှိုင်းယဉ်ဤမှုကိုရတဲ့အခါမှာသူတို့ဟာအချစ်ခံရတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်သူတို့ဟာသူတို့ချစ်တဲ့သူတွေနဲ့နီးနိုင်သမျှနီးအောင်သွားခြင်းနဲ့မသွားရရင်မနေနိုင်ဘူးဖြစ်တတ်တယ်သူတို့ဟာတစ်ဖက်သားရဲ့ယင်ထဲမှာသူတို့အတွက်နေရာတနေရာရဖို့တစ်ဖက်သားရဲ့လိုအပ်ချက်တွေမျှော်လင့်ချက်တွေစိတ်ဝင်စားမှုတွေကိုအထူးတလဲအာရုံစိုက်လုပ်ပေးတယ်အဲ့ဒီလိုလုပ်ပြီးရင်ငါအတွက်နေရာတနေရာရမှာပဲလို့ယုံကြည်တယ်သူတို့နဲ့တကယ်ရေးရှိရင်းနှီးတဲ့သူဖြစ်နိုင်တယ်လို့သူတို့ကထင်ရတဲ့သူကိုသိနိုင်သမျှများသိအောင်လုပ်တယ်အဲ့ဒီလိုသိအောင်လုပ်ရတာကိုကြည်နှံ့မှုရတယ်သူတို့အနေနဲ့တစ်ဖက်သားရဲ့လောကကိုတိတိကျကျရင်းနှီးသိအောင်လုပ်တာဟာမလုပ်ရင်မဖြစ်တဲ့ငါကိစ္စလို့သဘောထားတယ်သူတို့ဟာတခြားသူတယောက်နဲ့အကြိုက်ချင်းတူအောင်သဘောချင်းတူအောင်ညှိနိုင်ခြင်းနဲ့အကြိုက်မျိုးစုံကိုနီးပေါင်းစုံနဲ့ညှိခြင်းနဲ့အကြိုက်ချင်းတူုံနေမကပါဘူးမကြိုက်တာတွေပါတူသွားအောင်ညှိနိုင်ခြင်းနဲ့အစားအသောက်တူသွားအောင်အလဲသွားခြင်းတဲ့နေရာတူသွားအောင်နှစ်သက်တဲ့အယောင်အသွေးအသုံးအဆောင်အဝတ်အစားသုံးတဲ့ရေမွေနားထောင်တဲ့ဂီတအမျိုးအစားကြိုက်တဲ့တေးစရာတီးသချင်းအကုန်လုံးကိုတူသွားအောင်လုပ်လိုက်ခြင်းနဲ့တကူကူဆိုစန့်ကျင်ဘက်ဖြစ်မနေပဲနဲ့ငါလည်းအဲ့ဒါလုပ်ချင်နေတာငါလည်းအဲ့ဒါကြိုက်တာလို့ဖြစ်ခြင်းနဲ့ပြောနေဖို့တော့မလိုတော့တဲ့အချက်ကသူတို့နဲ့ယဉ်နေတဲ့သူတွေကိုအကြိုက်တွေအကုန်ရသွားအောင်သူတို့ကလုပ်ပေးလိုက်မှာပဲဖြစ်ပါတယ်ဒါအပြင်လူများစုဟာသူတစ်ပါးကကိုယ့်ကိုအာယုံစိုက်တာကိုလိုချင်ပါတယ်သူတစ်ပါးကကိုယ့်ကိုအာယုံစိုက်တာကိုကြိုက်ပါတယ်သူတို့ဟာအဲ့ဒါကိုသိပါတယ်ဒါကြောင့်တစ်ဖက်သားကိုစိတ်ဝင်စားပြတယ်မြစ်တာတွေပြတယ်ဂီယူဆိုင်ပြတယ်စပင်လေးကလှလိုက်တာပြောပုံစူပုံလေးကချစ်စရာကောင်းလိုက်တာတော်လိုက်တာစသဖြင့်ချီးမွမ်းစကားတွေပြောတတ်တယ်ဒီလိုအမြင်ဒီလိုရှုထောင့်ကကြည့်မယ်ဆိုရင်သူတို့ဟာဆွဲဆောင်တက်တယ်တစ်ဖက်သားကိုသူတို့အင်မတန်မျက်နှိုးတဲ့သူတယောက်အနေနဲ့ထားခြင်းအပြင်တစ်ဖက်ကမခွဲနိုင်မခွာရက်ဖြစ်လောက်တယ်သူတို့နဲ့အတူအချိန်တွေကုန်ကျင်တော့တယ်လို့အဲ့ဒီလိုမျှော်နေနေသူတို့ဟာယဉ်နေတဲ့သူကသူတို့ကိုလာထိတာလာကင်တာကိုလည်းကြိုက်တယ်သူတို့ကသွားပြီးထိရတာကန်ရတာလည်းကြိုက်တယ်သူတို့ကိုထိရဲကန်ရဲအောင်သူတို့ကစပြီးလမ်းပြပေးတတ်တယ်လမ်းကြောင်းပေးတတ်တယ်ချစ်သူမဟုတ်တဲ့ရိုးရိုးသားသားချစ်တဲ့တငင်ချင်းတော်မှသူတို့ဟာထိရကန်ရတာကိုကြိုက်တယ်အလွန်အကျွံတန်ရုံးစဉ်ဖြစ်သွားတဲ့အခါမှာသူတို့ဟာမျက်စိအောက်ကအပြောက်မခံနိုင်တော့ဘူးဆိုတာတွေဖြစ်လာတယ်မျက်ကွယ်ရောက်သွားရင်ကိုမနေနိုင်ဘူးဆိုတဲ့အထိဖြစ်လာတတ်ပါတယ်ဒီလိုဖြစ်သွားတာဟာဆက်ဆံရေးကိုဘယ်တော့မှကောင်းကျိုးပေးလိမ့်မရှိပါဘူးခွဲခွာရမယ်ဆိုရင်မခံမရက်နိုင်အောင်ဖြစ်ပြီးတနည်းနည်းနဲ့ကိုယ့်ဘဝကိုဖျက်ဆီးတတ်ပါတယ်လူမှုဆက်ဆံရေးကိုအလေးထားသော tools လူတိုင်းရဲ့တငယ်ချင်း
လူမှုရေးဆက်ဆံရေးကိုအလေးထားတဲ့ tools တွေဟာသူတို့ရဲ့တငယ်ချင်းနှုတ်ဖော်ကိုင်းပန်းနဲ့မိသားစုဝင်တွေရဲ့ဘဝထဲမှာအရေးပါတဲ့နေရာတနေရာရမှသာငါ့ကိုချစ်တယ်ငါချစ်ခံရတယ်လို့ခံစားရတယ်သူတို့ဟာပျော်ပွဲရွှင်ပွဲတွေမိတ်ဆုံစားပွဲတွေပါတီပွဲတွေစတဲ့လူတွေစုဝေးကြတဲ့ပွဲတွေမှာသူတို့ကိုခြံထားခံရမှာကြောက်တယ်ဒါကြောင့်ဘဲဖွဲ့ဘဲအသင်းကဘာပဲလို့သူတို့မရှိလို့မဖြစ်ဘူးသူတို့ကအကုန်လုပ်ပြီးမယ်လိုလေသေးမရှိအောင်စီစဉ်နိုင်တယ်ဆိုတာမျိုးကိုဖြစ်အောင်လုပ်တတ်တယ်သူတို့ဟာအကြံပေးရတဲ့သူငယ်ရွယ်တဲ့သူတွေကိုလူကြီးသူမှနေရာကနေအဖက်ဖက်ကဆုံးမတင် जा ပေးရတဲ့သူအိမ်နောက်ဘက်ရွေးချယ်ပေးတတ်တဲ့သူလူအများစုဝေးပြီးလုပ်ရတဲ့ကိစ္စတွေမှာဦးဆောင်ပြီးစီစဉ်ပြီးညွှန်ကြားပြီးအကြံပေးတဲ့သူတွေအနေနဲ့သူတို့ဘဝထဲမှာရှိနေတဲ့သူတွေအတွက်လုပ်ပေးတတ်တယ်လူတွေတယောက်နဲ့တယောက်တည်သွားအောင်ရင်းနှီးသွားအောင်မိတ်ဆက်ပေးရတာကိုကြိုက်တယ်လူအများကသူတို့ကိုအကြောင်းပြုပြီးစုမိတယ်စုံမိတယ်တယောက်နဲ့တယောက်အတိအကျွမ်းဖြစ်သွားကြတယ်ဆိုတာမျိုးကိုကြိုက်တယ်ဂျုံကြီးစိတ်ချရတဲ့မိတ်ဆွေတွေကိုအကြံဉာဏ်ပေးရတာကိုလည်းကြိုက်တယ်အဲ့ဒါဟာသူတို့အတွက်ကြီးမားတဲ့ကြီးနှံမှုကိုရစေတယ်လူတွေမှာမိတ်ဆွေတစ်တွေရသွားအောင်လေဖြစ်နိုင်တဲ့နည်းနဲ့အကြံဉာဏ်ပေးအကူအညီပေးတာတွေကိုလုပ်တတ်တယ်သူတို့ကိုယ်တိုင်နဲ့မိတ်ဆွေအသက်တွေတိုးနေခြင်းနဲ့မတိုးရင်ကိုနေလို့မရတော့ဘူးဆိုတာမျိုးဖြစ်ပါတယ်လူတွေမှာပြောချင်နေတာတွေရှိတယ်ဆိုတာလေသူတို့သိကြတယ်ဒီလိုပြောချင်နေတာတွေရှိတယ်ဆိုတာသိတဲ့အတွက်ကြောင့်သူတို့ဟာပြုံပြုံချွင်ချွင်မျက်နှာလေးနဲ့အနားကိုချင်းကပ်ပြီးနားထောင်ပေးတတ်တယ်သူတို့ဟာအရေးပါအရာရောက်တဲ့သူကိုအကြံဉာဏ်ပေးတာကိုအထူးလုပ်ချင်တယ်ဒီလိုအရေးပါအရာရောက်တဲ့သူကိုသူတို့ကအကြံဉာဏ်ပေးခြင်းအပြင်သူတို့လည်းပဲအရေးပါအရာရောက်တဲ့သူဖြစ်လာတယ်သို့တော့သူတို့ကိုသူတို့အတွက်တော့အောင်မြင်မှုကြော်ကြားမှုကိုဓာတ်ရိုက်ရအောင်လုပ်ဖို့ခွင့်မပြုဘူးမလုပ်လို့သူတို့ရဲ့အောင်မြင်မှုကြော်ကြားမှုနဲ့သူတို့ရဲ့ဖြစ်မြောက်အောင်မြင်အောင်လုပ်နိုင်စွမ်းကိုအရေးပါအရာရောက်တဲ့သူတယောက်ယောက်ကိုအကြံဉာဏ်ပေးခြင်းအပြင်တွေ့ဝတ်ရယူတယ်သူတို့ဟာအတိုင်ပင်ခံတွေမိကွန်ရေးသားပေးသူတွေဖြစ်ချင်တယ် The power behind the throne ပလင်နောက်ွယ်ကဩဇာကြီးသူဖြစ်ချင်တယ်အောင်မြင်ကြော်ကြားတဲ့သူကိုအကြံဉာဏ်ပေးခြင်းနဲ့အဓိကကျတဲ့အထောက်ကိုပေးခြင်းအပြင်သူတို့ဟာလူအတိုင်းဝိုင်းမှာအဆင့်တစ်ခုကိုရောက်တယ်။တနည်းအားဖြင့်လူအတိုင်းဝိုင်းမှာအဆင့်တန်းမြင့်ဖို့အတွက်သူတို့ဟာအဆင့်တန်းမြင့်သူတဦးဦးရဲ့အားကိုအားထားပြုခြင်းခံရသူနေရာကိုရောက်ခြင်းအပြင်ရယူတယ်။လူမှုရေးဆက်ဆံရေးကိုအလေးထားတဲ့ tools တွေဟာလှိုင်တဲ့နဲ့ဖော်ရွေတယ်ပွင့်နေတဲ့တက်ကြွတယ်။ဒါကြောင့် sevens တွေနဲ့တော်တော်တူနေတတ်ပါတယ်။သူတို့ရဲ့တက်ကြွတဲ့စိတ်တွေ energy အင်အားတွေကိုလည်းမိတ်ဆွေတငယ်ချင်းတွေရဲ့ဆက်ဆံရေးတွေစီကနေရတယ်။သူတို့ဟာလှုပ်ဖော်ကိုင်ဘတ်တွေနဲ့ခင်မင်တိကျွမ်းသူတွေကိုငယ်တငယ်ချင်းတွေလို့တွေးတက်ပြီးတော့တငယ်ချင်းတွေကိုတော့မိသားစုဝင်တွေလို့သဘောထားတတ်ပါတယ်။သူတို့ဟာသူတို့နေတဲ့နေရာအနီးနားကဈေးဆိုင်ပိုင်ရှင်တွေရဲ့နာမည်တွေကိုသိတယ်။အဲ့ဒီမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေကိုလည်းနာမည်နဲ့တကွာသိနေတတ်ပါတယ်။စာပို့သမားရဲ့နာမည်ကိုလည်းသိတယ်။စပွဲထိုးလေးတွေရဲ့နာမည်ကိုလည်းသိနေတတ်ပါတယ်။အလွန်အကျွံဖြစ်သွားတဲ့အခါမှာသူတို့ဟာသူတို့တည်ကျွမ်းကျင်တဲ့သူတွေအကူအညီပေးကျင်တဲ့သူတွေများလုံးအားကြီးပြီးတော့မနိုင်မနှင်းဖြစ်လာတတ်ပါတယ်။အဲ့ဒီလိုမနိုင်မနှင်းဖြစ်လာပြီးတော့သူတို့ဘဝရဲ့အဓိကအရေးပါတဲ့သူတွေအပေါ်ကိုတော့စိတ်မကောင်းဖြစ်သွားအောင်ရင်နာသွားအောင်မရည်ရွယ်ဘဲနဲ့လုံမိတတ်တယ်။အတိမတ်ပြုခြင်းအပြင်စိတ်ဓာတ်နဲ့အသိဉာဏ်ကြီးလာခြင်းtools တွေဟာဘယ်အချိန်မှာစိတ်ဓာတ်နဲ့အသိဉာဏ်ကြီးထွားဖွံ့ဖြိုးလာတယ်လဲဆိုတော့ကိုဂယူးဆိုင်တာနဲ့သူများကိုဂယူးဆိုင်တာဒီနှစ်ခုတည်းကတစ်ခုခုကိုပဲလုပ်ရမယ်လို့မဟုတ်တော့ဘဲနဲ့ကိုလည်းဂယူးဆိုင်ရမယ်သူများတွေကိုလည်းဂယူးဆိုင်ရမယ်အဲ့ဒီလိုသဘောပေါက်တဲ့အချိန်မှာစိတ်ဓာတ်နဲ့အသိဉာဏ်ကြီးထွားဖွံ့ဖြိုးလာတယ်ရင့်ကျက်လာပါတယ်ကိုဂယူးဆိုင်ပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုအသိမှတ်ပြုမှသာနေသူတစ်ပါးကိုလည်းထိထိရောက်ရောက်ကူညီပေးနိုင်မယ်သူတစ်ပါးရဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးနိုင်မယ်ဆိုတာသဘောပေါက်လာတယ်သူတို့ဟာအဲ့ဒီလိုကိုချစ်ဖို့ယဉ်နှီးဖို့နဲ့နားလည်ဖို့ဆိုတာတွေကိုရအောင်လုပ်နိုင်သွားတဲ့အခါမှာသူများနဲ့လည်းတကယ်ယဉ်နှီးတဲ့ချစ်ခင်တဲ့ဆက်ဆံရေးကိုရမယ်ဆိုတာနားလည်လာတယ်။ဒီနေရာမှာကိုဂယူးဆိုင်တဲ့ကိုနားလည်တယ်ဆိုတာကိုတနာနေတာဂယူးနာတက်နေတာမျိုးမဟုတ်ပါဘူး။ကိုစိတ်ကိုတတိနဲ့ညံနဲ့ကြီးနိုင်သိနိုင်လို့ကိုနဲ့ကိုယဉ်နှီးသွားတာဖြစ်ပါတယ်။ကြီးနေတဲ့တတိနဲ့ညံကြောင့်စိတ်မှာအားတွေပြည့်လာပြီးတော့အခုလိုအားပြည့်နေတဲ့စိတ်နဲ့ကိုပြည့်ပြည့်ဝဝရင်းနှီးတိနားလည်သွားတာဖြစ်ပါတယ်။ tools တွေအတွက်ဆိုရင်ငါသူများကိုကူညီပေးနေတာတကယ်တော့ငါကအချစ်ခံခြင်းနေလို့ဟုတ်ပါလားတကယ်ဆိုငါဟာအချစ်ခံခြင်းလို့လုပ်ပေးနေတာကိုဆိုတဲ့ကိုခံစားချက်ကိုအမှန်အတိုင်းမကွယ်မဝက်တိတိကျကျသိနိုင်ဖို့လိုပါတယ်စိတ်ဓာတ်နဲ့အသိဉာဏ်ရင့်ကျက်တဲ့အဆင့်ကိုရောက်လာတဲ့ tools တွေဟာသူတို့ဒီလိုသိဖို့လုပ်တဲ့အခါမှာကိုခံစားချက်အမှန်ကိုပုံပြောင်းပြီးမှတနည်းအားဖြင့်ကြည်ကောင်းအောင်ပြုပြင်ပြီးမှကြည်တာမျိုးမဟုတ်ဘူးညင်လို့ကောင်းအောင်ပြင်ပြီးမှကြည်တာမျိုးမဟုတ်ဘူးမပြင်မဲသိနိုင်မှကြည်နိုင်မှအမှန်ကိုသိနိုင်တယ်ဆိုတာသိတယ်ကြီးခံရတဲ့စိတ်ဟာမလှမပဖြစ်နေတယ်ကြီးကျင်စရာမရှိဘူးစိတ်မချမ်းသာစရာစိတ်မသက်သာစရာခံရခက်တဲ့ခံစားချက်တွေ feelings တွေဖြစ်နေတယ်ဆိုရင်တော့မှအဲ့ဒါကိုအတိမတ်ပြုပြီးသိအောင်လုပ်နိုင်တယ်
သူတို့ရဲ့လိုရင်ဆန္ဒတွေတောင်းတမှုတွေကိုလေအဲ့ဒီလိုရင်ဆန္ဒတွေတောင်းတမှုတွေဖြစ်ပေါ်နေတော့မှစိတ်အေးအေးနဲ့ငြင်းငြင်းကြမ်းထုတ်ဖော်ပြရမယ်အတိမတ်ပြုလက်ခံရမယ်ဆိုတာသိတယ်ရင့်ကျက်မှုရှိတဲ့အဆင့်မှာသူတို့ဟာယင်းထဲမှာရှိတာကိုတကယ်လေးထုတ်ဖော်ပြပြတတ်လာတယ်အရင်ကသူတို့ထင်တာကငါကမြများပေးရမယ်ငါကမြများပေးရင်တော့တစ်ဖက်ကအလိုက်တသိပြန်ပေးတယ်ကောင်းပါရဲ့လို့ကြိတ်မျောနေနေကြိတ်တောင်းတာတယ်ခုတော့သူတို့လိုချင်တာကိုငင်းငင်းကြမ်းကြမ်းထုတ်ဖော်ပြောတတ်လာတယ်ငါဟာမတက်နိုင်တဲ့အဆင့်တီအောင်လုပ်နေပြီးငါလုံးနှီးဖြစ်တယ်အဖို့မဲ့တယ်ထီးကျန်တယ်ငါပင်မနေပြီးစတဲ့ခံစားချက်တွေအပါဝင်တေးသေးမွားလို့ထင်ရတဲ့ခံစားမှုလေးတွေကိုတော့မှလွတ်မသွားစေဘဲနဲ့အတိမတ်ပြုပြီးလက်ခံထားပြီးကြည့်တယ်နားလည်အောင်လုပ်လိုက်တယ်အဲ့ဒီလိုကိုယ်စိတ်အခြေအနေနဲ့ကိုယ်ခံစားချက်တွေကိုသတိပြုခြင်းသိနိုင်ခြင်းအပြင်ဒုစရီဟာကိုယူဆိုင်တာနဲ့သူတစ်ပါးကိုယူဆိုင်တဲ့ကုညီတက်တဲ့သူတို့ရဲ့ပင်ကိုယ်တဘာဝကိုညီညွတ်မျှတအောင်လုပ်တတ်သွားတယ်ဒီလိုအတွင်းနဲ့အပြင်ညီညွတ်မျှတအောင်ထားတတ်သွားခြင်းအပြင်သူတို့ဟာတပြေးပြေးတဘာဝကျစွာပဲဖွံ့ဖြိုးလာပါတယ်တိုးတက်လာပါတယ်ရင့်ကျက်လာပါတယ်ကိုယ့်ရဲ့အမှန်ကိုအမှန်တိုင်းသိနာနေလာပြီးအတ္တပရညီညွတ်မျှတအောင်ထားနိုင်လို့ရှိရင်စိတ်သက်ရင့်ကျက်မှုနဲ့အတူအသိဉာဏ်နဲ့ဖွံ့ဖြိုးလာပါတယ်တိုးတက်လာပါတယ်ဒါဟာတဘာဝပါဘယ်သူမဆိုတဘာဝကြကြဒီတိုင်းပဲဖြစ်ရတာပါဒီလိုကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေအကောင်းအဆိုးတွေအားလုံးကိုအမှန်တိုင်းမြင်ပြီးလက်ခံနိုင်လာတာနဲ့အလျောက်ကိုအပြစ်မမြင်တော့ဘူးစိတ်ပြတ်မနေတော့ဘူးသူတို့မှာစိတ်မသက်မသာဖြစ်နေတာစိတ်မအီမသာဖြစ်နေတာချွတ်ချွတ်တက်တက်ကြီးကြီးနဲ့ခံစားချက်တွေခံစားနေရတာတွေမရှိတော့ဘဲနဲ့သူတို့နှလုံးသားဟာရွှင်လန်းမှုတွေနဲ့ပွင့်လန်းလာတဲ့အခါမှာသူတို့ဟာဒီခံစားမှုတွေကိုတခြားလူတွေနဲ့အတူမျှဝေခံစားပြန်ပါတော့တယ်မိမိကိုဖွင့်ပြတိုးတက်စေသောအလေးအကျင့်များသူတစ်ပါးကကိုဘလို့ထင်တယ်လဲဆိုတာတိတ်အလေးမထားပါနဲ့တင့်အနေနဲ့ပို့ပြီးတော့သတိထားရမှာကကိုလူတိုင်းကကြေနဲ့နှစ်သက်အောင်လုပ်နေတတ်တာကိုသတိထားရမှာဖြစ်ပါတယ်ကိုဘာပဲလို့တရရောက်ကတော့ကြေနဲ့မှာမဟုတ်ဘူးဆိုတာတင်တီကောင်းသိနေပြီးသားဖြစ်ပါလိမ့်မယ်လူတိုင်းကကိုကြေနဲ့နေဖို့သဘောကျနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးလူတိုင်းဟာကိုယ့်ရဲ့ထာဝရတငယ်ချင်းနဲ့မဖြစ်နိုင်ပါဘူးပုံရေးကြည့်တာကတစုံတယောက်အတွက်ကိုယ့်ဘက်ကအကောင်းဆုံးဘာလုပ်ပေးနိုင်လဲဆိုတာစဉ်းစားပြီးလုပ်ပေးနိုင်တဲ့လောက်ကိုလုပ်ပေးပြီးနောက်ဘာမှပြန်မမျော်လင့်ပဲထားလိုက်နိုင်ဖို့ဖြစ်ပါတယ်ငါကဒီလိုလုပ်ပြီးတော့သူကဘလို့ပြန်သဘောထားမယ်ဆိုတာကိုမမျော်လင့်ပါနဲ့သူတစ်ပါးရဲ့စေတနာကောင်းတွေနဲ့ချစ်ခင်မှုကိုအတိမတ်ပြုနိုင်ဖို့ကြိုးစားပါသူတစ်ပါးရဲ့စေတနာမေတ္တာဟာကိုလိုချင်တဲ့ပုံစံမျိုးမဖြစ်ရင်တော့မှအတိမတ်ပြုနိုင်ဖို့လိုပါတယ်သူတစ်ပါးကသူတို့ရဲ့ချစ်ခင်တဲ့စိတ်ကျေးဇူးတင်တဲ့စိတ်စတဲ့သူတို့ရဲ့စိတ်ခံစားချက်တွေကိုဖော်ပြတဲ့အခါမှာကိုကြိုက်နေတဲ့ပုံစံမျိုးမဖြစ်တော့လည်းပဲသူတို့ကသူတို့နီးသူတို့ဟန်နဲ့ကိုဘလောက်ထိအောင်ဂယူးဆိုင်တဲ့အလေးထားတယ်ဆိုတာပြသနေတာပါလူတော်တော်များများဟာချစ်တာခင်တာကိုဦးရားဖားရလုပ်ပြနေမှာမဟုတ်ပါဘူးလူတော်တော်များများအတွက်ကသူများကိုဂယူးဆိုင်မှုအာယုံဆိုင်မှု attention တွေကိုအများကြီးမပေးနိုင်ပါဘူးမပေးတတ်ပါဘူးအများကြီးလည်းအရေးတယူမလုပ်နိုင်ပါဘူးအဲ့ဒီလိုလုပ်တာဟာသူတို့အကျင့်သူတို့သဘာဝမဟုတ်ပါဘူးဒါပေမဲ့သူတစ်ပါးကသူတို့အတိုင်းတာနဲ့သူတို့ကိုပေးလာတဲ့ချစ်ချင်းမြတ်တာနဲ့အတိမတ်ပြုမှုကိုကနားလေတတ်မယ်လက်ခံတတ်မယ်ခံယူတတ်မယ်အတိမတ်ပြုတတ်မယ်ဆိုရင်ဒါဟာငါ့ကိုဂယူးဆိုင်နေတာကိုသူတို့နီးသူတို့ဟန်နဲ့ပြနေတာပဲဆိုတာသိပါလိမ့်မယ်ဒီလိုသိရတဲ့အတွက်ငါချစ်ခံရတာပဲဆိုတဲ့ခံစားမှုကိုရမယ်စိတ်ထဲမှာတက်တောင့်တက်တာလေးဖြစ်မယ်မကြည်မနှက်စိတ်တွေလည်းဖြစ်နေမှာမဟုတ်တော့ပါဘူးဆက်ဆံရေးမှာတင့်လျော်မှန်ကန်တဲ့စီးတစ်ခုထားတာရှိရပါမယ်ဒါမှသာသူတစ်ပါးရဲ့ဝမ်းနေဝမ်းသာခံစားမှုတွေကကိုမကူးဆက်နိုင်တော့မှာပါလူတွေကိုကူညီတဲ့အခါစီးတစ်ခုထားပြီးတော့တက်နိုင်တာကိုလုပ်ပေးလိုက်ပါဒီလိုစီးတစ်ခုဖြစ်လာဖို့လုပ်တယ်ဆိုတာကလည်းသူများတွေကိုကိုအကန့်သက်ကိုစီကိုပေါင်တွေကဆက်လက်ကူညီတတ်ဖို့ပါသူပြဿနာဟာသူပြဿနာပဲဖြစ်ပါတယ်သူပြဿနာကငါပြဿနာဖြစ်လာရင်အဲ့ဒါငါမှားနေပြီလို့နားလည်ရမယ်ဆိုလိုတာကကိုယ့်ဘာသာကိုစိတ်ချမ်းသာအောင်နေပြီးတော့မှသူများကိုအကူအညီပေးပါဒီလိုပြောတာဟာကိုကမြစ်တာတွေမပေးပဲထားလိုက်တော့မယ်အကူအညီတွေမပေးပဲထားလိုက်တော့မယ်လို့ဆိုလိုတာမဟုတ်ပါဘူးဆိုလိုချင်တဲ့အဓိပ္ပာယ်ကသူများတွေနဲ့ပတ်သက်ဆက်ဆံမှုတွေလုပ်နေတော့မှပဲကိုဆက်သွယ်မှုရှိရအောင်မယ်သူများတွေအတွက်အဆင်ပြေအောင်လုပ်ပေးနေတော့မှပဲကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုဘေးပယ်ထားတာမျိုးမလုပ်မိဖို့အထူးသတိထားမှာဖြစ်ပါတယ်ကိုအထီးကိုက်ခံပြီးမှသူများအဆင်ပြေဖို့မလုပ်ရပါဘူးကိုတက်နိုင်တာကိုတက်နိုင်တာမှန်သိပြီးကိုမတက်နိုင်တာကိုမတက်နိုင်ပါဘူးနိုးလို့ပြောဖို့လိုအပ်တဲ့ချိန်မှာနိုးကိုပြောနိုင်မယ်ဆိုရင်သူများရဲ့စီးတဲ့ကိုလည်းစီးကြောဘောင်ကြောလုံးမိတာမျိုးနည်းသွားပါလိမ့်မယ်ကိုကသူများကိုမြှောက်ပင့်ပြောချင်နေပြီဆိုတဲ့အခါမှာအဲ့ဒီစိတ်ကိုမြင်အောင်ကြည့်ပါအဲ့ဒီလိုကိုကသူတစ်ပါးကိုမြှောက်ပင့်ပြီးပြောနေတာကိုသတိထားတတ်မယ်ဆိုရင်အင်မတန်အကျိုးများပါတယ်တစ်ဖက်သားစီကကို့ပေါ်အကောင်းမြင်စိတ်ကလေးနဲ့ချစ်ခင်တာကိုရဖို့ငါအထူးတလဲစူးစမ်းနေတာပါလားဆိုတာတဲ့မြင်လိုက်မယ်ဆိုရင်
အင်မတန်ကြီးမားတဲ့တိုးတက်ရင့်ကျက်မှုဖြစ်လာပါလိမ့်မယ်။မြောက်ပင့်ပြောမဲ့စကားကိုနှုတ်ကထွက်မလာခင်မှာကိုပဲဟောဒီစိတ်ကငါ့ကိုအကောင်းမြင်စေခြင်းတို့ငါသူ့ကိုမြောက်ပင့်ပြောတော့မယ်ဆိုတာမိအောင်ဖမ်းနိုင်ဖို့ကြိုးစားပါအကယ်၍စကားကပြောထွက်သွားတယ်ဆိုရင်လည်းပြောနေတော့မှကိုယ်စိတ်စေတနာကိုအမှန်တိုင်းပဲတိတိသိနေဖို့ကြိုးစားပါဖုံးတာဖိတာပြင်လိုက်တာငါကအဲ့ဒီလိုမဟုတ်ပါဘူးလို့ကိုညာတာကိုမလုပ်ပါနဲ့ဒါအပြင်ကိုကမြောက်ပင့်စကားပြောနေတော့မှကိုယ့်ရဲ့လေယူလေသိမ်းနဲ့အတန်ထားတစ်မျိုးရှိနေတာကိုသတိထားကြည့်ပါသတိနဲ့တိနေတတ်တဲ့အကျင့်ကိုလှုပ်တက်လာပြီဆိုရင်စကားတွေပြောရင်းဆိုရင်နဲ့မြောက်ပင့်ပြောတော့မဲ့စိတ်ဝင်လာပြီဆိုတာကိုသိနိုင်ပါတယ်ကိုယ့်ရဲ့လေယူလေသိမ်းစတိုင်ပြောင်းသွားပြီဆိုတာသိနိုင်ပါတယ်သိတယ်ဆိုရင်သိတဲ့နေရာမှာနေရက်လိုက်ပါဆက်မလုပ်ပါနဲ့ကိုယ့်ရဲ့မာနဆိုတာကိုမဖြေသိမ့်နိုင်တဲ့တခြားတစ်ခုအတွက်အစားထိုးကြည်နပ်မှုကိုပေးလိုက်တဲ့သဘောပါပဲကိုယ်စိတ်ထဲမှာငါတန်မိုးမရှိဘူးလို့ဖြစ်မှာကြောက်တဲ့စိတ်လူတွေကငါ့ကိုမခင်ကျင်ဘူးဆိုတာကိုကြောက်တဲ့စိတ်နဲ့မန်ကိုတင်းထားတဲ့အတွက်ကြောင့်မာနဖြစ်လာတာပါပဲအဲ့ဒီမာနဟာတိမ်တိမ်မွမွေနေနီးမျိုးစုံနဲ့အကောင့်တွေဖြစ်လာတာကိုမြင်အောင်ကြည့်ပါကိုယ်စိတ်ကိုကြည့်တဲ့အခါမာနသဘောလေးတွေဟာတိမ်တိမ်မွမွေရှိနေတတ်တာကိုထိထိမိမိသိနေလိုက်ဖို့အရေးကြီးပါတယ်ကိုယ်စိတ်ကိုကြည့်တဲ့အခါမှာလည်းဘာပဲဖြစ်ပါစေဖြစ်ပေါ်နေတဲ့စိတ်ရဲ့သဘာဝကိုသိခြင်းနဲ့တည့်တည့်ကြည့်ခြင်းနဲ့ဆိုတဲ့သဘောထားကိုထားပါတည့်တည့်မြင်လိုက်ရင်လည်းမလမပဖြစ်နေတဲ့စိတ်မို့လို့ရှက်သွားတာလှအောင်ပြင်ပြီးမှကြည့်တာမျိုးမလုပ်မိပါစေနဲ့သဘာဝတရားတစ်ခုကိုစိတ်ဝင်စားနေတဲ့စိတ်မျိုးထားပြီးသဘောထားမမှန်နဲ့ကြကြည့်နိုင်ဖို့ကြိုးစားပါကိုယ်စိတ်ကိုသတိနဲ့ဉာဏ်နဲ့ကြည့်တဲ့အခါမှာကိုယ်တွေထဲမှာမာနာကြီးတဲ့အတွေးတွေရှိနေမှာမဟုတ်ပါဘူးမာနာကြီးတဲ့မျက်နှာအမူအရာကြီးတွေရှိနေမှာမဟုတ်ပါဘူးအဲ့ဒါတွေမရှိဘဲနဲ့ကိုပဲမာနာရဲ့တိမ်မွေ့တဲ့သဘောကဖမ်းချုပ်ထားတာခံနေရတာကိုမြင်အောင်ကြည့်ဖို့လိုပါတယ်ကိုကောင်းတာလုပ်တာကိုပြောပြီးတော့ကြွားတာဟာမာနာတစ်မျိုးဖြစ်နေသလိုပဲဟန်လုပ်ပြီးမန်ချထားတာကလည်းမာနာတစ်မျိုးဖြစ်နေပါတယ်တကယ်စစ်မှန်တဲ့မာနာကင်းစင်တဲ့စိတ်နဲ့ငါ့ကိုလူတွေတကယ်ပဲချစ်ပါတယ်ဆိုတာသိတဲ့စိတ်ကသာကိုယ့်ရဲ့တင်းထားတဲ့မန်ကိုပြေလျှော့သွားစေမှာပါဒူးစတွေဟာအများကြီးပေးပြီးမှငါပေးတာများသွားပြီလို့နောက်ထပ်ရနေတတ်တယ်ပြီးတော့ရင်နာစရာစကားတွေပြောတတ်တယ်အကယ်၍သင်ဟာသူတစ်ပါးအတွက်တခုခုလုပ်ပေးနေပြီဆိုရင်ကိုယ့်ရဲ့စေတနာကိုမညမတာရိုးတကြည့်ပါငါစေတနာမှန်ရင်လားဆိုတာကိုတတိရှိကြည့်ပါဒီလိုကိုအမှန်တိုင်းမြင်ဖို့ကြည့်တဲ့အခါကိုယ့်ရဲ့အကြောင်းပြချက်တွေစေတနာတွေကိုတန်တရားဖြစ်တဲ့စိတ်နဲ့ကြည့်ပါငါစေတနာမဖြူစင်တာဖြစ်နိုင်တယ်ငါကိုကျိုးအတွက်ပြန်လို့ချင်နေတာငါကုန်ရှိဖို့လှုပ်ချင်နေတာဖြစ်နေနိုင်တယ်ဆိုတာကိုမြင်အောင်ကြည့်ပါကြည့်ပြီးတော့အမှန်ကိုအမှန်တိုင်းသိပြီးတော့ပဲလူတွေကိုဆက်လက်ကူညီပါတင့်ရဲ့နှလုံးသားနဲ့ရုပ်ခန္ဓာကဘာပြောနေသလဲဆိုတာကိုနားထောင်တတ်အောင်အလေးကျင့်လုပ်ပါအကယ်၍နှစ်ခုစလုံးဟာနာကျင်နေရတယ်ဆိုရင်ငါဟာသူများကိုနာကျင်အောင်လုပ်မိနေပြီဆိုတာသိပါတင်တွေးလိရှိတဲ့အတိုင်းငါကသူများကိုပို့ပြီးပေးရင်သူများကလည်းငါ့ကိုပို့ပြီးတန်ဖိုးထားလိုက်မယ်ဆိုပြီးလုပ်နေရှိတာဟာအဲ့ဒီနာကျင်မှုကိုတတ်တာရစေမှာမဟုတ်ပါဘူးဆက်လက်ပြီးရင်နာနေအောင်ပါပဲနောက်တစ်ဖက်ကလည်းပဲသူတို့နဲ့ကိုယ်နဲ့ဆက်ဆက်ရင်းကိုဖျက်ထောက်လိုက်မယ်ပိတ်ပင်လိုက်မယ်ဆိုရင်လည်းပြဿနာကပြည်လည်သွားမှာမဟုတ်ပါဘူးတကယ်စင်စစ်ပြဿနာကိုပြည်လည်စေတာကကိုယ့်ရဲ့ရည်ရွယ်ချက်တွေနဲ့ကိုယ့်ရဲ့ပြင်းပြတဲ့တောင်းတမှုတွေအချစ်ခံလို့စိတ်တွေကိုမညာတာတဲ့ရိုးသားမှုနဲ့ဒေတိုးမြင်နိုင်မှသာပြဿနာကိုပြည်လည်စေနိုင်မှာပဲဖြစ်ပါတယ်